အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဖုံးမင်းနိုင်ရဲ့ official YouTube channel လေးကနေအားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျဒီကနေ့ကျွန်တော်တို့ရဲ့ channel လေးကနေတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဖုံးမင်းနိုင်ရေးသားထားတဲ့မနှောမရမောင်ဖြိုးနဲ့သူရောင်နှဆိုးဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်လို့ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကအထူးစာသင်လေးဖြစ်လို့အယူတလီနဲ့လာမင်းသားအပါဝင်မောင်ဖြိုးစတဲ့ဇက်ကောင်၃ခုရဲ့လှုပ်ရှားမှုကိုရေးဖွဲ့ဖန်တီးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့အစင်းလေးပြင်ဇာတ်လမ်းလေးကိုဆွဲလိုက်ကြအောင်လားဗျာကျုပ်လေဝသိန်းလေးကိုလက်မှာကင်ဆောင်ပြီးအုံသုံးရွာလမ်းကလေးတိုင်းအိမ်ကိုကြည့်ရှိရာကိုထွက်လာခဲ့တယ်ဗျညလေအတော်လေးကိုတိတ်ဆိတ်နေခဲ့တယ်လို့တရားလုံးကလူတွေကလည်းအိမ်တွင်းထဲကနေပဲကြည့်နေကြရလေကျုပ်လေရှေ့သက်ရှောင်းရင်အနောက်ကိုလည်းပြန်ပြီးတော့လှည့်ကြည့်ရသေးရဲ့ဗျ။ဘာလို့လဲဆိုတော့ကျုပ်ကိုကြီးနဲ့ဟိုးနှကောင်လိုက်လာမအောင်ကျုပ်စိုးရိမ်နေတာ။ကျုပ်ကအသက်ဝင်နေတဲ့အိမ်အိုကြီးကိုသွားတဲ့အချိန်ဘယ်သူမှအနောက်ကမလိုက်နဲ့လို့သတိပေးထားခဲ့လို့သာကျုပ်တယောက်တည်းဖြစ်နေရလေ။ဒါပေမဲ့လည်းကျုပ်မကြောက်ပါဘူး။ကျုပ်မှာဝသိန်းလေးလည်းရှိရဲ့။ပြီးတော့လွယ်ထဲမှာလည်းချင်းတကားရုပ်လေးရဲ့ကျုပ်ရဲ့လဲပင်မှာလည်းဘာကြီးတို့ရဲ့ပတိလေးကလည်းရှိနေသေးရလေ။ဝသိန်းလေးပြောပုံရဆိုရင်တော့အိမ်အိုကြီးထဲမှာကျွန်းသူရောင်နှဆိုးရှိနေရတယ်ဗျသူကအတော်လေးကိုစွမ်းတယ်တဲ့ဘာပဲဖြစ်ဖြစ်ဗျာကျုပ်ရဲ့ရွေးချယ်မှုကမှန်တယ်ဗျဒီသူရောင်နှဆိုးကိုတုတ်တင်နိုင်မှအိမ်အိုကြီးကိုဖျက်ဆီးပြီးတရွာလုံးစုပေါင်းအားနဲ့ဘုံကြောင်တိဆောက်နိုင်ပါလေဟုတ်တယ်မလားဗျကျုပ်လည်းစိတ်ထဲမှာအတွေးပေါင်းစုံနဲ့ရွာသားတွေပြောတဲ့ရွာနောက်ဘက်စီကိုရောက်မှမသိရောက်လာခဲ့ပြီဗျဟိုမှာမြင်ရပြီဗျို့တကယ်ဥမှာရှေးကြတဲ့အိမ်အိုကြီးပဲဗျလေးလုံးတိုင်းကြီးတွေကလည်းဟီးလို့လူလက်ကတိုင်းသားတော့ကိုရှိနေရဗျအိမ်ကတော့ခြေတန်းရှည်ဥမှာလက်ကားတစ်တရလည်းမဆွေးယုံဟောင်းနှွမ်းနေရဗျပြီးတော့လာရအောင်မှာရင်တန်းကြီးအမဲအောင်တွေတုတ်ထားတဲ့အိမ်အိုကြီးရဲ့ပုံစံလည်းတစ်စိတကောင်တိုင်းနေရဲ့လားကိုဖြစ်နေရပေါ့ဗျာချမ်းဝင်းတွင်းမှာလည်းတော့မဖြစ်ုံမျက်ရိုင်းတွေကလည်းရှည်ထွက်နေပြီအိမ်ဟိုကြီးနဲ့တပြင်းကြီးတရက်ပင်ကြီးနှစ်ပင်ရလည်းရှိနေသေးရဗျချမ်းဝင်းတွေကကာယံထားတဲ့လေးမျက်နှာစီးရိုးတွေကလည်းအသားတွေနဲ့လှုပ်ထားပြီးစီးရိုးအသားတိုင်းနေတော့ခိုင်ခန့်မှုဆိုတာလည်းဘာမှမရှိတော့ဘူးဗျို့ကျိုးတဲ့နေရာကျိုးစောင်းတဲ့နေရာစောင်းနေအတော်လေးကိုဟောင်းနေပြီဗျတချို့အသားတိုင်းနေမှာဆိုရင်ခုံကျိုးနွယ်ပင်တွေကရစ်ပက်နေရလေခုံကျိုးနွယ်ပင်ဆိုတာကြီးလက်ဒေသတွေမှာအပေါက်များပြီးမိန်းကလေးတွေတော်တော်များများကျိုးကုန်နိုင်စောတဲ့အခါအသုံးပြုကြတဲ့နွယ်ပင်တွေကိုပြောရလေဗျာအဲ့ဒီနွယ်ပင်တွေကခိုင်ခန့်တယ်ဗျပြတ်သွားရင်လည်းပြတ်ထုံးပြီးဆက်လို့ရရလေအခုလဲနွယ်ပင်တွေကစီယိုအသားတိုင်းတွေကိုရစ်ပက်နေရဲ့အပြင်အညွန်လေးတောင်မေးတင်ထားကြတာဗျအတော်လေးကိုရှေးကြတဲ့အိမ်အိုကြီးဆိုတာဒီချင်းရတွေကိုမြင်ရရုံနဲ့ကျုပ်တို့လက်မခံနိုင်စရာအကြောင်းမရှိဘူးလေဗျာဒါနဲ့ပဲကျုပ်လည်းမြင်နေရတဲ့အိမ်ဝင်ကြီးရှိတဲ့ခြံဝင်းအနားကိုကလာခဲ့တာပေါ့ခြံတကားကတော့အပြင်ကနေတောက်ခတ်ထားပြီးမဲ့ကျုပ်မှာမူလအိမ်ပါရှင်အောင်ရွာလူကြီးပေးလိုက်တဲ့တော်ကလေးကလည်းပါလာသေးရဲ့ဗျဒီတော့ကျုပ်လည်းခြံတကားကိုဖွင့်လိုက်ပြီးခြံဝင်းတွင်းထဲကိုဝင်ခဲ့တာပေါ့ဗျာအခုချိန်ထိတော့ထူးခြားတဲ့အငွေသက်တွေကဘာမှတော့မတွေ့ရဘူးဗျကျုပ်လည်းခြံထဲကိုလည်းရောက်ရောဝသိန်းတုံလေးပြောထားတဲ့အိမ်ဟိုကြီးရဲ့အနောက်ဘက်ကအောက်ခြေတိုင်လုံးသေချာစူးစိုက်ကြည့်ရင်တပြည့်ပြည့်အနားကပ်လာတာပေါ့ဒီမှာပဲအိမ်ဟိုကြီးကငလင်လောက်တလို့မျိုးတစ်ဆက်ဆက်တုံးခါလာတာကိုကျုံမြင်လိုက်ရပြီဗျပြီးတော့ခေါမိုးကတွတ်တရလဲတဒုံဒုံတိုင်းတိုင်းနဲ့စပြီးကိုအတန်ပေးပါလေရောဗျာကျုပ်ဆိုရင်လည်းမကြောက်တတ်ဘူးဆိုပေမဲ့ဒီလိုမျိုးအိမ်ကြီးကလောက်ခရမ်းနေရမြင်ရတော့ရှေ့တောင်ဆက်မတိုးဝင်းတော့ပဲဖြစ်နေရပေါ့ဗျာဒါနဲ့ပဲကျုပ်လည်းရက်ပြီးတော့အချိန်တွေကိုအကဲခက်ကြည့်နေတဲ့အချိန်မှာပဲအိမ်ဟိုကြီးကငြိမ်သက်သွားတယ်ဗျပြီးတော့တစ်ဆက်တည်းဆိုသလိုအိမ်ဟိုကြီးရဲ့တုတ်ခေါင်မှုပေါ်မှာခြေချပြီးထိုင်နေတဲ့တကူလုံးမဲနဲ့နေရဲ့အကောင်ကြီးတကောင်တွေးလိုက်ရတာပါပဲဗျာပြီးတော့သူကကျုပ်ကိုကြည့်ပြီးပြုံးပြတယ်ဗျကျုပ်သေးချာကြည့်လိုက်တော့သူ့ပုံစံကပ်ပလီလူမျိုးတယောက်လိုတကူလုံးမဲနဲ့ပြီးသွားကြည့်တွေကတော့ဖွေးနေရောဗျာကျုပ်စူးစိုက်ကြည့်နေမှာသူကပျောက်သွားတယ်ဗျသူပျောက်သွားပြီးခဏပဲကြာတယ်အိမ်ကြီးကပြန်ပြီးတော့လှုပ်လာတယ်ဗျတစ်စက်တည်း6ခွက်အကွဲတဲ့
အတန်နဲ့ကြီးတွေကလည်းကြုံနာခွဲမတက်စုံညံလာတော့တာပါပဲဗျာဟေးထွက်စမ်းထွက်သွားစမ်းမလာနဲ့ငါတို့စီမလာနဲ့အတန်ကြီးတွေကလုံးစွာမောက်သွေးပြက်စရာကောင်းနေရဗျကျုပ်ဆိုရင်လေကြောတွေကိုစိတ်ကနေဖြစ်ပြီးဘာဆက်လို့ရမှန်းတော့မသိတော့ဘူးဗျအဲ့ဒီအချိန်မှာပဲအိမ်ုံကြီးရဲ့အပေါ်တကားဂျိန်းကနေပွင့်လာပြီးအမဲရောင်ရိတ်ကြီးတွေတရိပ်ပြီးတရိပ်ကျုပ်စီကိုပြေးဝင်လာခဲ့တော့တာပဲဗျသူတို့ကကျုပ်စီကိုတဲ့ကိုဝင်လာတာဗျဒီတော့ကျုပ်လည်းမင်းတက်နေရမှာတတိဝင်လာခဲ့သလိုလက်ထဲကဝသိန်းထုတ်လေးရလဲတဆက်ဆက်ကိုတုံခါလာတာပါပဲဗျာမဲရောင်ရိတ်ကြီးတွေနဲ့ကျုပ်နဲ့လက်တလန်အကွာလောက်လဲရောက်ရောကျုပ်လည်းဝသိန်းထုတ်လေးနဲ့ဘယ်ညာရမ်းလိုက်တာအရိတ်ကြီးတွေအကုန်လုံးအနောက်ကိုပြန်ပြီးတော့လွှင့်တင်သွားတယ်ဗျပြီးတော့တစ်ဆက်တည်းကြောက်စရာကောင်းတဲ့တရေကြီးတွေအဖြစ်ကိုပြောင်းလဲသွားကြတာဗျသူတို့ရဲ့ကြီးတွေက10ပေလောက်ကိုရှိမယ်ဗျသူတို့ကကိုလုံးတီးကြီးတွေဗျပြီးတော့တကူလုံးမဲနဲ့နေပြီးကရုံးပြောင်ပြောင်ပုံစံကြီးတွေကလည်းရှိနေသေးတယ်ဗျဒါပေမဲ့လည်းမျက်လုံးကြီးတွေကဩသာသီလောက်ရှိနေပြီးရှာရည်တွေကလည်းအောက်ကိုတရောင်ခန့်ကိုရှေ့ချနေရပါပဲဗျကျုပ်ရည်အတွက်ကြည့်တော့6កောင်တောင်ရှိတာဗျဒီတကတော့သူတို့ကလက်ကြီးတွေကိုစန့်ပြီးတော့ကျုပ်စီကိုပြေးလာနေကြတာဗျကျုပ်ကလည်းကျုပ်တဲ့အရွယ်သားကြီးတဲ့ဒီကောင်ကြီးတွေပြေးဝင်လာလည်းမြင်ရောလွယ်ထဲကနေကျုပ်တင်စီရင်ထားတဲ့တံပြန်အင်းသုံးချက်ကိုထုတ်ပြီးသူတို့စီကိုအလင်းမြန်ပဲပြစ်ပေါက်လိုက်တာပေါ့ဘုံဆိုတဲ့ပောက်ကွဲတဲ့တစ်ချက်ပဲကြားရတယ်ဒီကောင်ကြီးနောက်ကိုပက်လက်လန်ပြီးကိုလဲကျသွားတာမျိုးပြီးတော့ကမန်းကနန်းကိုထားရလာပြီးကျုပ်စီကိုတကပြေးဝင်လာရပြန်တယ်ဗျဒီတော့ကျုပ်ကလည်းသူတို့အနားကိုကတ်မကတ်မဲလွယ်ထဲကအင်းချက်တွေနဲ့ထုတ်ပြီးကိုအစမ်းမပြတ်ပြစ်ပေါက်နေရပေါ့သူတို့ကလဲကျသွားတယ်ပြီးတော့ပြန်ထားလာကြရဲ့ဒီကောင်ကြီးတွေကြည့်ရတာလုံးဝကိုကြောက်တတ်တဲ့ပုံစံတော့မရှိဘူးဗျကျုပ်လွယ်ထဲကစီရင်ထားတဲ့တံပြန်အင်းချက်တွေကလည်းမရှိတော့ဘူးဗျဒီတော့ကျုပ်ဘာဆက်လုပ်ရမလဲဒီကောင်ကြီးတွေကကျုပ်စီကိုထပ်ပြီးပြေးလာကြပြန်ပြီဗျကျုပ်လည်းမတို့တော့ဘူးဆိုပြီးလွယ်ထဲကကြံနေတဲ့မူလာပြန်အင်းတွေနဲ့ပြစ်ပေါက်လိုက်တာပေါ့ဒါပေမဲ့လည်းမူလာပြန်အင်းတွေကုံသွားပေမဲ့လည်းဒီကောင်ကြီးတွေကဘာမှမဖြစ်ဘူးဗျတပြေးပြေးသူတို့ကကျုပ်အနီးနားကိုရောက်လာပြီးအပေါ်ကနေလက်ကြီးတွေနဲ့ရိုက်ချလိုက်တာကျုပ်လည်းမထူးတော့ဘူးဆိုပြီးဝသိန်းတုပ်လေးနဲ့ကာလိုက်တာပေါ့ဗျာဒီကောင်ကြီးတွေဆိုအနောက်ကို10ပေလောက်ဒီကိုလွင့်တင်လဲကျသွားတော့တာပဲဗျို့ဒါလည်းမရဘူးသူတို့ကဆက်ပြီးတော့ထားလာသေးတာဗျကျုပ်ဆိုရင်လေဒီလောက်သားနာခံပြီးခေါင်းမာနေတဲ့ကောင်တွေကိုပထမဆုံးမြင်လိုက်ရတော့အနှဲငယ်တောင်ထိတ်လန့်မိသွားတယ်ဗျို့သူတို့ကဆက်ပြီးတော့ပြေးလာကြတာဗျကျုပ်လည်းမထူးတဲ့ဆုံးဘာကြီးတို့ပေးခဲ့တဲ့ကျင်းတကားရုပ်လေးကိုမြေပြင်ပေါ်မှာချလိုက်ပြီးဝသိန်းတုံးနဲ့3ရက်တို့ကအသက်ဝင်ဆိုပြီးအမိန်ပြန်လိုက်တော့ပေါ့ဟောဗျာမြေပြင်ပေါ်မှာထောင်ထားတဲ့ကျင်းတကားရုပ်လေးကအထက်ကိုပြန်ထပ်သွားပြီးအခြေကုံအဝါရောင်ရှိတဲ့နဂါးကြီးဖြစ်သွားတာဗျချပြီးဖြို့နဂါးကြီးကကျုပ်စီပြေးဝင်လာတဲ့တရေတွေစီကိုအပေါ်ကနေထိုးဆင်းသွားပြီးအမိနဲ့ကိုရိုက်ချလိုက်တာတရေ6កောင်လုံးအလင်းငိုင်းဆိုတော့အစောအလိုပဲလွင့်တင်လဲကျသွားတာပေါ့ဒါလည်းသူတို့ကပြန်ပြီးကိုထားရလာတာဗျဒီမှာပဲကျုပ်ရဲ့နဂါးကြီးကမီးတွေနဲ့မှုတ်ထုတ်လိုက်တော့မှသူတို့အားလုံးမီးလောင်ပြီးမြေပြင်ပေါ်မှာလူးလိမ့်ကပျောက်ကွယ်သွားတော့တာပါပဲဗျာဟာဒီတခါလာတာအထက်လန်းเสียပေါက်စပဲလားကောင်းတယ်ဟဲ့ငါလည်းပြိုင်ဘက်ကောင်းရှာနေရနဲ့အတော်ပဲကျေလောင်တဲ့အတန်ကြီးကထွက်လာတာဗျကျုပ်လည်းအတန်ကြားရသေးချာကြည့်လိုက်တော့အိမ်ကြီးကပြောနေရပြောကျုပ်ကြည့်နေတဲ့အချိန်မှာပဲအိမ်လေးကခေါင်းပေါင်းပြူပေါင်းထားတဲ့လူကြီးတယောက်ထွက်လာတာဗျသူ့ရဲ့မျက်နှာခက်ထန်နေပြီးမျက်လုံးတွေကလည်းနေရပါပဲဗျာနှာခမ်းမွေးမိုးစိတ်မွေးတွေကလည်းခက်ကျဲအသားရည်ကတော့မီးသွေးခဲရတော့အဖေခေါ်ရလောက်တဲ့အထီကိုမဲနဲ့နေရပဲဗျသူကကြောက်ရှိရကိုတဲ့လျှောက်လာရင်သူ့ရဲ့လက်တစ်ဖက်ကိုဝှေ့ရလိုက်တာကျုပ်ရှိရကာထားတဲ့နဂါးကြီးအနောက်ကို9ပေခန့်လွှင့်တင်သွားပြီးမူလာရုပ်ကလေးပြန်ဖြစ်သွားတယ်ဗျဒီတကားတော့ကျုပ်လည်းမလွယ်တော့ဒီလူကြီးရဲ့အစွမ်းကလည်းမသေးတော့ဘူးဗျဒါနဲ့ပဲကျုပ်လည်းမြေပြင်ပေါ်မှာချနေရဲ့ခြေတကားရုပ်လေးကိုပြန်လဲကောက်ယူပြီးလွယ်ထဲကိုထဲလိုက်တာပေါ့ဒီအချိန်မှာပဲခေါင်းပေါင်းတဲ့လူကြီးကကျုပ်စီကိုမဲအောင်ဆက်ကြီးနဲ့အလင်းငိုင်စော်ထဲလိုက်တာဗျကျုပ်ဆိုရှောင်းနေချိန်တော့မရလိုက်ဘူးပြီးတော့ကျုပ်အနောက်ကိုတထိုင်နဲ့လဲကျသွားပြီးတော့ဗဇက်ကသွေးတွေတောင်အန်ကြလာတာပါပဲဗျာဟာမင်းအခုဘာတတ်နိုင်သေးလဲငါတပည့်သားတွေကိုနိုင်ုံနဲ့ငါလိုနဲ့သူရောင်ရှင်နိုင်မနဲ့လားဟ
ခမရသူရောင်နေဆိုးလားဟုတ်တာပေါ့ငါကမင်းပြောတဲ့သူရောင်နေဆိုးပဲဒီနေရာမှာကိုပိုင်ဗိမ္မာန်နဲ့ငါနေလာတာမင်းတစ်သက်မကတော့မင်းကရောငါ့ကိုမောင်းထုတ်ဖို့လာတဲ့အထက်လန်းเสียဆိုတာလားအော်ခမရကျုပ်စကားတော့မဆုံးလိုက်ပါဘူးဗျာဗဒရဲကနေသွေးတွေကိုအန်ကြလာတာဗျဒါပေမဲ့လည်းကျုပ်လေသွေးတွေအန်ပြီးရတဲ့တစ်သက်တည်းမန်နန်ဘလူးစင်ကော်မန်နန်ကိုရိုးစိုးလိုက်တာပေါ့အဲ့ဒီမှာပဲကျုပ်ရဲ့ရှေ့ကဘလူးကြီးနှကောင်ထွက်လာပြီးကျုပ်ကိုစက်နဲ့အလင်းကိုပြစ်ခဲ့တဲ့ခေါင်းပေါင်းတဲ့လူစီကိုတန်လဲတွေမြောက်ပြီးပြေးဝင်သွားတာဗျကျုပ်ဘလူးကြီးတွေသူ့အနားကိုလည်းရောက်လာရောအဲ့လူကြီးကလက်နဲ့ဝင်ရလိုက်တာကျုပ်ဘလူးကြီးတွေလည်းအနောက်ကိုလွှဲတင်ပြီးတန်းကိုပျောက်သွားတော့ပါပဲဗျာငါလိုနဲ့သူရောမင်းရဲ့ဘလူးစုပ်တွေအစင်းနဲ့နိုင်မလားကွာဒီနီးနားတစ်ဝိုက်မှာငါ့ကိုနိုင်အောင်တိုက်နိုင်တဲ့သူဆိုတာမရှိသေးပါဘူးကွာသူကအဲ့လိုရဲမောပြောသူနေရဲ့အချိန်မှာပဲကျုပ်ရဲ့လက်ထဲကတင်းတင်းကြပ်ကြပ်စုပ်ကင်ထားတဲ့ဝသိန်းတို့လေးကသူ့လိုလှောက်ရှားလာပြီးကျုပ်လက်ထဲကနေပျောက်ကွယ်သွားပါလေရောဗျာပြီးတော့တစ်ဆက်တည်းကျုပ်ရှိမှနတ်တငယ်လေးရက်နေရအောင်တွေးလိုက်ရတယ်ဗျဒီတော့မှကျုပ်လည်းဝမ်းသာသွားတာပေါ့ဗျာဝသိန်းလေးငါသူ့ကိုမနိုင်ဘူးမင်းတော့သူ့ကိုနိုင်တယ်မလားစိတ်မပူပါနဲ့တခင်ကျွန်တော်နဲ့သူရှင်ပြိုင်ပြီးမှအနိုင်ရှုံးဆုံးဖြတ်ရမှာလေကဲနတ်ဆိုးမိတ်စာကောင်မင်းရဲ့ပြိုင်ဘက်ထွက်လာပြီမင်းနဲ့ငါတိုက်ကြတာပေါ့နတ်တငယ်လေးကအဲ့လိုပြောလိုက်တော့ခေါင်းပေါင်းတဲ့လူရဲ့မျက်နှာအနှဲငယ်အံ့ဩသွားတယ်ဗျပြီးတော့စိတ်လှုပ်ရှားပြီးအထစ်ထစ်ငေါငေါနဲ့နတ်တငယ်လေးကိုစကားဆိုလာတာပေါ့မင်းကလွန်ခဲ့တဲ့နှစ်20လောက်ကငါ့ကိုဆုံးမသွားတဲ့ဟိုအယူကြီးရဲ့လက်ထဲကအသက်ဝင်ပြီးငါ့ကိုစော်သွားတဲ့ဝသိန်းတို့ဟုတ်တယ်မလားဟုတ်တယ်ကျွန်တော်ကတစ်ချိန်ကအရှင်တေလေရဲ့မတော်မရဝိဇ္ဇာတောင်ဝေးပဲခမရသိပြီတောင်တော့နှဆိုးကြီးပါလားဘလို့ဖြစ်ပြီးတော့အခုလိုမျိုးကျွန်းသူရောင်ကြီးဖြစ်နေရတာလေနဲ့တငယ်လေးကလက်ပိုက်ရင်ကော့ပြီးမထီမဲ့မြင်တယော်တဲ့ပုံစံမျိုးနဲ့မိလိုက်တဲ့စကားအဆုံးမှာပဲခေါင်းပေါင်းတဲ့လူကအတော်လေးကိုစိတ်တူပြီးဘာမှဆက်မပြောတော့ပဲစက်တွေနဲ့နတ်တငယ်လေးတီကိုတက်တဲ့ကိုပြစ်လိုက်တာဗျဒီတော့နတ်တငယ်လေးကလည်းခုံချောင်လိုက်တာစက်ကသူ့ကိုမထီပဲနောက်ကချန်စီယိုတကားကိုသွားတီးတော့အိမ်ဟိုကြီးရဲ့စီယိုတကားကြီးတဲ့တစားတီကိုပြက်စီးသွားပါလေရောဗျာအတော်လေးကိုပြင်းလိုက်တဲ့ဆက်ပါပဲဗျာနတ်တငယ်လေးသာမချောင်လိုက်ရင်မတွေးရသေးရပဲဗျကျုပ်ဆိုရင်လည်းကြည့်နေရင်လည်းနတ်တငယ်လေးကိုအတော်လေးကိုစိတ်ပူနေပြီဗျအဲ့ဒီချိန်မှာပဲနတ်တငယ်လေးကခေါင်းပေါင်းတဲ့လူပြစ်လိုက်တဲ့အမဲအောင်ဆက်တွေကိုခုံပေါက်ရှောင်နေနေသူ့ရဲ့လက်ထဲကအဖြူအောင်လေးနဲ့တွေကိုထုတ်ပြီးတော့ပြန်ပြစ်တာဗျဒါကိုခေါင်းပေါင်းတဲ့လူကမရှောင်တိုင်းပဲသူ့ရဲ့လက်နှစ်ဖက်နဲ့ကာလိုက်တော့အလေးနဲ့နေရလေးပေါ်မှာတင်ပျောက်ကွယ်သွားတာဗျသူတို့နှစ်ယောက်အဝေးကနေပဲအပြန်လန်ဆက်တွေနဲ့ပြစ်နေလိုက်တာများဗျာမိရှုမိပန်းတွေလွတ်နေသလားလို့တော့ထင်ရတယ်ဗျအတော်ကြာသည်အထိတိုက်ပွဲရမပြီးသေးဘူးကျုပ်ဆိုရင်လည်းနတ်တငယ်လေးကိုကိုကြီးပေးအောင်လဲတကူလုံးကချုံအောင်ခံထားသလိုဖြစ်ပြီးထားကိုမရက်နိုင်တော့ဘူးဗျဒါနဲ့ပဲကျုပ်လည်းငေးကြည့်နေရတာပေါ့ဒီအချိန်မှာပဲစက်တွေနဲ့ပြစ်ခတ်ရင်ခေါင်းပေါင်းတဲ့လူကြီးကမြေပြင်ကိုဖနှောက်တစ်ချက်ပေါလိုက်တာဗျအဲ့ဒီမှာပဲကျုပ်ရဲ့နတ်တငယ်လေးအနောက်ကိုလဲကျသွားတော့တာပါပဲဗျာဒါအောင်မြင်ရတော့နတ်တငယ်လေးကိုကြည့်ကခေါင်းပေါင်းတဲ့လူကရေမောလိုက်ရင်မင်းအစွမ်းဒါပဲလားကွာငါမင်းအစွမ်းတွေကိုအများကြီးမျောလိမ့်ထားတာအခုမင်းတခင်ကလည်းအတုံးမကြမင်းကလည်းငါ့ကိုမနိုင်တော့ဘူးဆိုတော့မင်းကိုငါပိုင်ပြီကွာခမရဒါအောက်တန်းကြတာပဲကျွန်တော်ရဲ့အရင်တခင်လက်ထဲမှာကျွန်တော်ရှိမယ်ဆိုရင်ခမရကိုအေးစေးနိုင်တယ်ဆိုတာခမရသိရမလားအခုလေခမရကျွန်တော်မနိုင်သေးပါဘူးတကယ်လို့ခမရနိုင်မယ်ဆိုရင်လေကျွန်တော်ကိုလောင်ကျွမ်းခံပြီးတော့ဖြက်စီးပြစ်လိုက်မယ်ရှင်းလားနတ်တငယ်လေးကထားရလာပြီးအဲ့လိုလေပြောလိုက်ရောခေါင်းပေါင်းတဲ့လူကမျက်လုံးကြီးတွေနေရဲလာပြီးခေါင်းမှာအချွန်တက်တွေနဲ့နတ်သိုးကြီးတစ်ကောင်ဖြစ်သွားတယ်ဗျသူ့ရဲ့မျက်လုံးကြီးတွေကလည်းနေရဲပြီး
တကူလုံးမွေးပြင်းနေရလဲထူထပ်နေရပါပဲဗျာပြီးတော့သူကအခုလိုဆက်ပြီးတော့နတ်တငယ်လေးကိုကြည့်ပြီးချိန်သွားသေးရဗျမင်းကအရှုံးကိုလက်မခံဘူးဆိုတော့ငါရဲ့အစင်းမြင့်နဲ့အစွမ်းတွေကိုခံနိုင်ရင်ခံသန်းကွာသူတကားဆုံးမှာပဲနတ်တငယ်လေးကိုသူ့ရဲ့ကြီးမားတဲ့လက်ကြီးနှစ်ဖက်နဲ့စုပ်ကင်ပြီးဖမ်းဖို့ကြိုးစားတယ်ဗျနတ်တငယ်လေးကလည်းနတ်ဆိုးရဲ့လက်တွေကိုရှောင်တိန်ရင်သူ့ရဲ့လက်ကနေအပြူရောင်ဆက်တွေကိုတစ်ချက်ပြန်ပစ်တယ်ဗျနတ်တငယ်လေးပြစ်လိုက်တဲ့ဆက်တွေကနတ်ဆိုးကြီးကိုထိတယ်ဗျဒါပေမဲ့ तू ကဖြုံတော့မဖြုံဘူးဖြို तू ကလက်နဲ့နတ်တငယ်လေးကိုအတင်းကိုလိုက်ဖမ်းနေရအတော်လေးကိုကြာနေပြီဗျဒါပေမဲ့လည်း तू နတ်တငယ်လေးကိုမမီဘူးဒီမှာပဲနတ်ဆိုးကြီးကအာယုံပြောင်းသွားပြီးထားမရနိုင်ပဲထိုင်ကြည့်နေရဲ့ကျုပ်ကိုလက်တစ်ဖက်နဲ့ဖမ်းပြီးတော့ညှစ်ဖို့ပြင်လိုက်တာဗျကျုပ်ဆိုရင်လည်းထားတော့မရက်နိုင်သေးရဆိုတော့ရှောင်မို့ချပြန်တော့လည်းမဖြစ်နိုင်ဘူးပေါ့ဗျာဒါနဲ့ပဲကျုပ်သူ့လက်ကြီးတွေကိုပါသွားတယ်ဗျသူ့ရဲ့လက်ကြီးကကြမ်းပြီးလက်ချားတွေကအမွှေးမြင့်နေရလဲခတ်စူးသူဗျကျုပ်ဆိုဒီတကာသေးပြီးလို့ကိုတွေးလိုက်တော့တာပါပဲမတကာသူကကျုပ်ကိုအားကုန်ညှစ်လိုက်ရင်ကျုပ်တက်ကဘယ်အထွက်သွားတာတော့သိမှာမဟုတ်ဘူးဗျာဒီမှာပဲသူကခတ်တင်းတင်းလေးကျုပ်ကိုတစ်ချက်ညှစ်လိုက်တော့ကျုပ်ပသက်တွေကသွေးတွေတောင်ဆက်ပြီးတော့အန်ကြလာပြီးအသက်ရှူတွေတောင်ကျက်လာခဲ့ပြီဗျခုနေနေလေးနောက်ထပ်အားဆိုင်လိုက်တာနဲ့ကျုပ်သေးရတော့မှာဗျသူကကျုပ်ကိုညာဘက်လက်ကြီးနဲ့ကင်ထားပြီးသူ့ရဲ့ဘယ်ဘက်လက်ကနတ်တငယ်လေးကိုလိုက်ဖမ်းနေရဒီတကတော့နတ်တငယ်လေးကရှောင်းရင်တရင်နဲ့စကားဆိုလိုက်တယ်ဗျဟေးကောင်ခဏရဲ့ခမကျုပ်ကိုမနိုင်တာနဲ့ပဲကျုပ်သခင်ကိုဘာလို့မလို့လဲဟာငါလိုချင်တာမင်းသခင်တော့မဟုတ်ဘူးဒါပေမဲ့မင်းသခင်သေရင်တော့မင်းကငါအပိုင်ဖြစ်ကိုဖြစ်မှာလေမဟုတ်ဘူးလားကွာမလို့ခမကျွန်တော်ရဲ့သခင်ကိုလွတ်ပြီကျွန်တော်ခမနောက်ကိုလိုက်ခဲ့မယ်ကျွန်တော်ခမကြိုက်တာလုံးနိုင်တယ်ကောင်းပြီလေဒါဆိုရင်အခုချက်ချင်းမင်းငါလက်ထဲကိုလာခဲ့စမ်းမင်းရောက်တာနဲ့မင်းသခင်ကိုငါလွတ်ပေးမယ်ကောင်းပြီခမဂရိတီပါသည်ကျုပ်ခုချက်ချင်းခမစီကိုလာခဲ့မယ်နတ်တငယ်လေးကအဲ့လိုပြောလိုက်တဲ့အချိန်မှာပဲကျုပ်လည်းနတ်စိုးလက်ထဲကအာယူပြီးနတ်တငယ်လေးကိုသူကိုင်းတဲ့အတိုင်းမလုပ်ဖို့ပြောဖို့အတွက်ကြိုးစားကြည့်တယ်ဗျဒါပေမဲ့လည်းကျုပ်ပသက်ကမလုပ်ရခင်မှာပဲနတ်တငယ်လေးကလေးပုံပြန်တတ်သွားပြီးဝသိန်းတုတ်ကလေးအဖြစ်ပြောင်းလဲသွားတယ်ဗျပြီးတော့လေးပုံမှာထောင်မက်နေရင်ဘယ်ညာရင်းကကျုပ်ကိုကြည့်ရင်စကားဆိုလာပါသေးရဲ့ဗျာအခင်းကျွန်တော်တောင်းပန်ပါတယ်နောက်အခင်းနဲ့လိုက်ပြီးသခင်ရဲ့တာဝန်တွေကိုအတူတူမဆောင်ရွက်နိုင်တဲ့အတွက်ကျွန်တော်ခွင့်လွှတ်ပါသခင်ကျွန်တော်ပိုင်ဆိုင်မှုတဲ့သခင်တွေအဆက်မှာသခင်ကအားနေတဲ့သူတယောက်ပါပဲအခုတော့သခင်ရဲ့အားနေချက်တွေကိုသခင်အကောင်းဆုံးပြင်သင်ပါကျွန်တော်သွားပြီနော်သခင်ဝသိန်းလေးကလေးပုံမှာပြန်ဝဲနေရင်အဲ့ဒီလိုပြောလိုက်ပြီးတစ်စက်တည်းမှာတော့နတ်ဆိုးရဲ့ဖမ်းယူခြင်းကိုခံလိုက်ရတယ်ဗျပြီးတော့ကျုပ်ကြည့်နေတဲ့အချိန်မှာပဲကျုပ်ခန္ဓာကိုယ်လည်းနတ်ဆိုးကအားသုံးပြီးတစ်ဖက်နဲ့ညှစ်ချလိုက်တော့ကျုပ်လည်းမြင်ကွင်းတွေဝေဝါးပြီးလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားသလိုမျိုးခံစားလိုက်ရတော့တာပါပဲဗျာကျုံတော်ဆုံးကြားလိုက်ရတာတော့ကျဲလောင်တဲ့နတ်ဆိုးရဲ့ရဲတန်ကြီးပဲဗျဒီလိုနဲ့ပဲကျုပ်လည်းအတော်ကြောင်သတိလေးမေမျောနေခဲ့တော့တာပါပဲဗျာကျုပ်သတိရလာတဲ့အချိန်မှာတော့သပင်ကြီးတပင်အောက်မှာအချီနှောင်ခံထားရတယ်ဗျကျုပ်ခန္ဓာကိုယ်တစ်ခုလုံးမှာလည်းအမဲရောင်ကြိုးတွေနဲ့ရစ်ပတ်နေပြီးသပင်ကြီးတပင်နဲ့ကပ်ပြီးတော့တောက်ထားတာဗျကျုပ်သေးချာကြည့်လိုက်တော့ကျိုးမင်ပြိုင်ကြီးဖြစ်နေရပေါ့ကျိုးမင်ကြီးရဲ့ပင်စီကလည်းနွားလိုက်ပိန်အရွယ်စားလောက်ကိုအလုံးပဲရှိနေပြီးအရွယ်ကြီးတွေကလည်းသကောတစ်ချက်သာမကအကြီးကြီးပဲဗျသေးကြပြီးကျုပ်ကိုချုံအောင်လာတာကျွန်းသူရောင်နဲ့ဆိုရဲ့ကျွန်းသူရောင်တစ်ပင်ကြီးပဲဖြစ်မယ်ဗျကျုပ်ရဲ့အရှိမလဲခေါင်းမောင်းကြီးနဲ့လူအပြစ်ကိုပြောင်းလဲထားတဲ့နတ်သိုးကြီးကကျုပ်ကိုပြောင်းပြီးတော့ကြည့်နေတယ်ဗျဟာမင်းနိုးလာပြီမလားကောင်းတယ်ကွာဟာခမရအတော်လေးကိုရုံးမာတဲ့နတ်ဆိုးပါလားဒါနဲ့ဝသိန်းလေးကျုပ်ရဲ့ဝသိန်းလေးရောခမရဘာလုပ်လိုက်တာလဲစိတ်အေးထားသမ်းမှာကောင်းလေးရမင်းရဲ့ဝသိန်းလေးကသိတိတော်များများကိုပိုင်ဆိုင်ထားတဲ့ဝိဒါတောင်ဝေးကွာအခု तू ကမင်းလိုအသုံးမရတဲ့သူလက်ထဲမှာမနေရတော့ပါဘူးကွာပြီးတော့ငါလည်းသူ့ကိုလက်နဲ့အဖြစ်မယူထားဘူးကွာသူ့ရဲ့အစွမ်းတွေကိုတပြေးပြေးချင်းစုပ်ယူပြီးသူ့ရဲ့ခန္ဓာကိုယ်မိရှုပ်ပြည့်စည်ပြစ်လိုက်ပါပြီးရင်တော့မင်းကိုလည်းသူနဲ့အတူတူ
အဆုံးစီရင်ပေးမှာပါကွာဟ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 ာခမဗျာကျုပ်ကိုလွတ်ပေးကျုပ်ရဲ့ဝသိန်းလေးရောဘယ်မှာလဲကျုပ်ကိုခမလွတ်ပေးဗျာရှိပါဗျာရှိပါဟောဟိုကမီးဖို့ကြီးနားမှာရှိနေပါတယ်ကွာသိမချခင်မှာပဲနက်ခက်မီးတော့မှာအဲ့ကြရင်ငါသူ့ကိုမီးရှို့ပြစ်မယ်ပြီးတာနဲ့မီးလောင်ပြီးကြံရက်တဲ့သူ့ရဲ့အစွမ်းတက်လုံးတွေကိုမျိုးချပြီးနန်လောကဘုံမှာငါဘရင်လှုပ်ပြစ်မယ်ကွာဟာခမကိုကျုပ်ဖြတ်သေးပြစ်မယ်ခမတတိရှင်ကျုပ်ကိုလွတ်ပေးလိုက်စမ်းပါခမနဲ့ကျုပ်တိုက်မယ်ခမကျုပ်ကိုလွတ်ပေးလေကောင်းလေးမင်းယူနေပြီလားမင်းမှာအစွမ်းသာရှိတယ်ဆိုရင်ငါချုံနှောင်ထားတာကိုဖြီးနိုင်ရမှာပေါ့ကွာမင်းငါ့ကိုတိုက်ချင်တယ်ဆိုရင်မင်းကိုယ်တိုင်ကအချုံနှောင်လွတ်အောင်အရင်လုပ်ဖို့ကွာဟာနတ်ဆိုးကအဲ့လိုရဲမောပြီးကျုပ်ကိုကြောခိုင်းပြီးတော့ထွက်သွားတယ်ဗျသူသွားတဲ့ဘက်ကလည်းမီးုံတောင်းနေရဲ့မီးဖို့ကြီးနာပြီးတော့သူကမျက်နှာကိုအပေါ်မောကြည့်လိုက်တယ်တစ်စက်တည်းသူ့ရဲ့လက်နှစ်ဖက်ကိုစလိုက်တယ်ဗျဒီတော့သူ့လက်ထဲဝသိန်းလေးပေါ်လာတယ်ဗျဝသိန်းလေးသူ့ရဲ့လက်ထဲကနေရုံးခတ်နေရပဲဗျသိမကြလိုက်ပါဘူးသူကဝသိန်းလေးကိုမီးုံတောင်းနေရဲ့မီးဖို့ကြီးတွေကိုပြစ်ထဲလိုက်တာပါပဲဗျသွားပြီဗျကျုပ်ရဲ့ဝသိန်းတုပ်လေးမီးထဲကိုရောက်သွားပြီဗျဒီမှာပဲမီးဖို့လေးဝုန်းဆိုတဲ့ပေါက်ကွဲတဲ့တစ်ချက်ကိုကျုပ်ကြားလိုက်ရတယ်ဗျဝသိန်းလေးတော့သွားပြီထင်ပါရဲ့ဗျာကျုပ်လည်းမျက်ရည်တွေကိုစီးကြနေလို့ဗျကျုပ်လည်းအရန်ဝမ်းနဲ့လာရပါတယ်ဗျာကျုပ်ဘဝမှာအဖေတို့အမေတို့နဲ့တန်းတူအချစ်ဆုံးဘာကြီးတို့ကိုလည်းဆုံးရှုံးခဲ့ရပြီအခုလည်းကျုပ်ရဲ့အားကိုးရအမျက်နှိုးဆုံးနတ်တငယ်ဝသိန်းလေးကိုလည်းထပ်ပြီးတော့ဆုံးရှုံးရပြန်ပြီဗျာကျုပ်ကတကယ်အသုံးမရတဲ့ကောင်းပါဗျာကျုပ်ချစ်တဲ့ကျုပ်မျက်နှိုးတဲ့သူတွေကိုမကာကွယ်နိုင်တဲ့အပြင်တခြားသူတွေကိုကယ်တင်နေခြင်းမိတယ်ဘာစရာလဲဘာအထက်လန်းပညာလဲဘာသူတော်ကောင်းပညာလဲတကယ်တော့သူတော်ကောင်းပညာဆိုတာသူတော်ကောင်းလို့သူတွေရဲ့ပညာပေးတာကိုခံရတဲ့ပညာလားအခုပဲကြည့်ကျုပ်ကအများကျိုးအတွက်အသက်ဆုံးပြီးနတ်ဆိုးကိုရင်ဆိုင်ခဲ့တယ်ကျုပ်လန်းစီကမုံမြတ်တယ်သာသနာအတွက်ဖုံးကြောင်လေးစောင့်နိုင်ပါသေးဆိုတဲ့ရည်ရွယ်ချက်နဲ့ကျုပ်မြင့်မြတ်တဲ့လမ်းစဉ်ကိုရှောင်နေတဲ့သူကရက်ဆက်ယုံမာတဲ့ဒီနတ်ဆိုးဘာလို့မနိုင်ရတာလဲကျုပ်လည်းအဲ့ဒီလိုနှုတ်မှာပွားသည်ရေရွတ်နေရင်အားမရသေးဘူးကြဲကြဲလောင်လောင်နဲ့အစွမ်းရှိသမျှအော်ပြစ်လိုက်တယ်ဗျဟာလောကကြီးမှာလောကပါလာနတ်တွေသေကုန်ကြပြီအမှန်တရားတွေပျောက်ကွယ်ကုန်ကြပြီသူတော်ကောင်းတွေကသူရုပ်တွေတတ်သမျှခံနေရပြီမတရားတဲ့သူတွေကြီးသိုးတဲ့စနစ်ကိုရောက်ကုန်ပြီဘာကြီးတို့ရေအဖိုးစရာကြီးတို့ရေခမည်းတော်လည်းအတူတူပဲခမည်းတော်တကူကောင်းတိတ်ဆန်လုံးနဲ့ခမည်းတော်မှာအစွမ်းနေရှိနေရပဲဗျာခမည်းတော်ကိုယ်တိုင်မလို့ပဲကျုပ်ကိုဘာလို့ခိုင်းရတာလဲခမည်းတော်လည်းမတရားဘူးခမည်းတော်ရဲ့မုံမြတ်တဲ့လမ်းဆိုတာဘာလဲလောကကြီးတကူလုံးအလင်းတွေပျောက်ကွယ်သွားပြီအမောင်တွေဖုံးသွားပြီဟေးဟာကျုပ်လေအဲ့ဒီလိုသွေးယူသွေးတဲ့နဲ့စိတ်ထဲမှာရှိသမျှအော်ရနေတဲ့အချိန်မှာပဲကျုပ်ရဲ့အနောက်ကနေကြေးလင်းချိုးသားတဲ့အတန်တစ်ခုထွက်လာခဲ့တယ်ဗျအလင်းဆိုတာအမောင်ကိုဖုံးစိတ်တာပဲရှိတာပါအမောင်ဆိုတာအလင်းလာရင်ပျောက်ကွယ်သွားတာပါပဲကိုတော့ချာကျုပ်လည်းအတန်ကြားရခေါင်းဆောင်လဲကြည့်လိုက်တော့အသက်20ခန့်တော့မရှိတော့သေးတဲ့လူငယ်လေးတစ်ယောက်ဖြစ်နေတယ်ဗျသူကကျုပ်လဲကြည့်တော့ပချိုင်လေးနှစ်ဖက်ကိုခွတ်အောင်ပြုံးပြလိုက်တယ်ဗျပြီးတော့သူ့လက်ထဲမှာလဲဝသိန်းတုပ်လေးရောက်နေပြီဒါနဲ့ကျုပ်လဲမီးဖို့နာနတ်သူ့ဘက်ကိုလှည့်ကြည့်လိုက်တော့သူကမီးဖို့ကြီးတဲ့ကိုလက်ချင်းနိုင်ပြီးတခုခုရှာနေသလိုပဲဗျဒီဘက်ကိုလှည့်တော့မကြည့်တော့ဒါနဲ့ပဲကျုပ်လဲလူငယ်လေးဘက်ကိုကြည့်လိုက်တော့သူ့ရဲ့ခန္ဓာကိုယ်ကနေကျုပ်ရဲ့မျက်လုံးတွေကျိမ့်မတက်အလင်းတွေထွက်ပေါ်လာတယ်ဗျကျုပ်ဆိုမျက်လုံးနှစ်ဖက်ကိုလက်နဲ့ကွယ်ထားပြီးမှကျုပ်သိချင်တာမေးလိုက်ရတာပေါ့ဒါနဲ့ခမကဘာတူလဲလူလားနတ်လားကျုပ်ကအဲ့လိုမေးလိုက်တော့လူငယ်လေးကပချိုင်လေးတွေမကတရက်လေးပါပေါ်နေအောင်ပြုံးပြလာတယ်ဗျသူမျက်နှာချက်တည်းအတော်လေးကိုရှိနေရဗျရုပ်ရည်ကလည်းပြောစရာမလိုအောင်လှပပြီးကျုပ်ဆိုတာဝလိန်သာနတ်ပြည်ကနတ်သားတယောက်ဆင်းလာသလားလို့ထင်းမိနေရပါပဲဗျာကဲကိုတော့ကြကျွန်တော်ဘာတူလဲဆိုတာနောက်တော့သိတာပေါ့အခုလောလောဆယ်နတ်ဆိုးအရင်ဆုံးမဖြစ်မယ်လူငယ်လေးကအဲ့လိုပြောပြီးနှုတ်မှာမန္တန်တစ်ပုတ်ကိုရွတ်ဆုပ်လိုက်တာသူ့လက်ထဲကကျုပ်ရဲ့ဝသိန်းတုပ်လေးက
လက်ကနေပြန်ဝဲသွားပြီးမိဖို့ကြီးနားမှာလှုပ်ချုပ်နေတဲ့နတ်ဆိုးရဲ့ကြောပြင်ကိုတပြန်းပြန်းနဲ့ရိုက်ချလိုက်တာဗျနတ်ဆိုးဆိုရင်လည်းအရှိကိုအာယုံဆိုင်နေတော့အလေးငိုက်အစောခံလိုက်ရတော့မိဘုံကြီးတဲ့ကိုသောထိုးကျသွားတယ်ဗျပြီးတော့ဒုက္ခနာကိုကလည်းမိတွေဆွဲလောင်သွားတယ်ဒါပေမဲ့လည်းခေါင်းပေါင်းတဲ့လူဖြစ်ဖန်ဆင်းထားတဲ့နတ်ဆိုးကမြေပြင်ပေါ်နှစ်ပတ်လောက်လူးလိမ့်လိုက်တော့ဒုက္ခနာကိုကမိတွေငြိမ်းသွားပါလေရောဗျာသူကစိတ်တို့ပြီးထားရက်ကအနောက်ကိုလှည့်ကြည့်လိုက်တော့လေပေါ်မှာပြန်ဝဲနေရဲ့ဝသိန်းလေးကိုကြည့်ပြီးအံ့ဩသွားတဲ့ပုံပဲဗျဟင်းမင်းကမီးမလောင်ဘူးလားခေါင်းပေါင်းနဲ့နတ်ဆိုးကအဲ့လိုပြောလိုက်ပြီးအံ့ဩနေတဲ့အချိန်မှာပဲလေပေါ်မှာပြန်ဝဲနေရဲ့ဝသိန်းတို့လေးကသူ့စီကိုတဲ့လက်ကနေရောက်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်အနှံ့ကိုတပြန်းပြန်းနဲ့ကိုရိုက်တော့တာပါပဲဗျာမြင်လိုက်တဲ့ဝသိန်းတို့လေးဗျာနတ်ဆိုးဆိုရင်လေသူ့ရဲ့လက်ကလိုက်ဖန်တာတော့မှဝသိန်းတို့လေးကိုမတီးပဲသူ့ကြီးပဲကိုရိုက်ခံနေရတာပါပဲကျုပ်လည်းကြည်ရင်နဲ့တိတ်ကိုအားရနေရပါပဲဗျာနတ်ဆိုးဆိုရင်လည်းဘယ်လုံးမှဖမ်းမရတဲ့အဆုံးမှာသူ့ရဲ့နတ်ဆိုးခန္ဓာကိုယ်အကြီးပြောင်းလိုက်တော့ကျုပ်ဘေးနားမှာရက်နေတဲ့လူငယ်လေးကမန်နိုင်ရွတ်နေရမှာရက်လိုက်တယ်ဗျပြီးတော့တစ်သက်တည်းဝသိန်းတို့လေးကနတ်ဆိုးရဲ့ရှေ့ကနေပြောင်းဝဲလာပြီးလူငယ်လေးရဲ့ဖြတ်လာတဲ့လက်ပေါ်ရောက်သွားတော့တာပါပဲဗျာကျုပ်ပြင်ကြည့်ရတာလူငယ်လေးရဲ့ဆွမ်းကလည်းမသေးဘူးထင်တယ်ဗျပြီးတော့လူငယ်လေးကကျုပ်ကိုလက်ညှိုးနဲ့တစ်ချက်ထိုးလိုက်တာကျုပ်ကိုချုံတော်လာတဲ့အစီအနေအားလုံးလည်းပြည့်စည်သွားတယ်ဗျဒါနဲ့ပဲကျုပ်လည်းလူငယ်လေးရဲ့နားကိုသွားပြီးတော့ရမ်းနေလိုက်တာပေါ့အဲ့ဒီချိန်မှာပဲသူရောက်တဲ့ဆိုကြီးကကျုံတဲ့လူငယ်လေးရဲ့ရှေ့ကိုရောက်လာတယ်ဗျဘာမှမပြောပဲသူ့ရဲ့လဝါးကြီးနဲ့ကျုပ်တို့စီကိုရိုက်ချဖို့ရွယ်လိုက်တယ်ဗျကျုပ်ဆိုရင်လည်းသူ့ရဲ့လဝါးရိုက်ချက်ကိုဘယ်လိုရှောင်အောင်မလဲစဉ်းစားနေရဲ့အချိန်မှာပဲလူငယ်လေးကပနောင်းတစ်ချက်ပေါက်လိုက်တာနတ်ဆိုးကြီးဆိုဟိုးဝေးပေး20လောက်ကြီးကိုလွှဲတင်လဲကျသွားတော့တာပါပဲဖြို့ပြီးတော့လဲကျနေရမှာဓာတ်ရက်လာပြီးလူငယ်လေးကိုလည်းမယုံသင်္ကာနဲ့ကြည့်ကစကားဆိုပါလေရောဗျာဟင်မင်းကစွမ်းလာကြီးလားမင်းကဘာလုပ်လဲဘာလို့ငါ့လို့ကိုဝင်ချုပ်တာလဲအော်သူရောင်နဲ့ဆိုးနန်ဒီကအတင်းကတိတ်ကိုရန်ကားပြီးဆက်လက်ဆိုးသွမ်းနေတုံးပါပဲလားအရင်တစ်ချိန်ကလည်းတိတ်ုံစုံမခဲ့တဲ့သူကရှော့ပေါ့ပြီးစီရင်အဖြစ်ပေးခဲ့တာတော့တင်းကအခုချိန်ထိနောင်နာမရသေးဘူးဘာကွအဲ့ဒီချိန်တော့ငါရှုံးခဲ့တာငါမှအစွမ်းသားယော်နေနေရဲ့အချိန်ဖြစ်လို့ကွအခုချိန်အဲ့ကောင်လာရင်ငါသူ့ကိုအေးစိတ်အနိုင်တိုက်နိုင်တယ်အခုမင်းကငါ့လောက်ကိုဝင်ရှုပ်တာဆိုတော့မင်းကဘလို့လူမျိုးလဲနတ်ဆိုးကစိတ်တူပြီးအဲ့လိုတလန်းချင်းရှောက်လိုက်ရင်မေးလိုက်တော့ကျုပ်ပေးနာလူငယ်လေးကတရက်လေးပေါ်ရုံများပြောင်းပြလိုက်ရင်ကျွန်တော်နာမည်ကအသင့်တွေအရေးကြီးမယ်ဆိုရင်လေဒါမင်းသားလို့မှတ်ထားလိုက်ပေါ့နန္ဒီကမနောဒုက္ခမြိုင်အရှင်အဝိဇ္ဇာနတ်ဆိုးဆုံးမခဲ့တဲ့မြိုင်အရှင်လေးဆိုလားဒီတကားတော့လူငယ်လေးကိုကြည့်ပြီးနတ်ဆိုးကအတော်လေးကိုကြောက်လန့်သွားတာဗျကြည့်ရတာ तू ကလာမင်းသားဆိုတဲ့လူငယ်လေးကိုမနိုင်လောက်ဘူးထင်တယ်ဗျလူငယ်လေးကတော့ तू မေးတာကိုဘာမှမဖြေပဲပြုံးပြီးကိုကြည့်နေရဗျအဲ့ဒီချိန်မှာပဲနတ်ဆိုးကဝမ်းသာအားရရေမောလိုက်ရင်စကားဆိုပါလေရောဗျာဟာမင်းကလာမင်းသားမနောဒုက္ခမြိုင်ရဲ့အရှင်သခင်ငါလိုမျိုးအောက်နဲ့ဆိုတကောမင်းအစ်စ်မျိုးနဲ့အနိုင်ချင်းတာဆိုတော့ငါလောင်ကျွမ်းပြကြခဲ့မယ်ဆိုရင်တော့မင်းရဲ့ဖြူစင်မှုဆိုတာလေပျောက်ွယ်သွားမှာပေါ့ကွာဟာအဲ့အတွက်ဆိုစိတ်မပူပါနဲ့အတင်နန်ကြီးကအတင်ကိုကျွန်တော်တိုက်ခိုက်เสียမလို့ပါဘူးအခုကြချင်းအတင်ကိုတစ်ချိန်ကဆုံးမဘူးတဲ့ပုဂ္ဂိုလ်ရဲ့တခြားပုဂ္ဂိုလ်တွေကိုဆင့်ခေါ်လိုက်ပါမယ်လူငယ်လေးကအဲ့လိုပြောလိုက်တော့နတ်ဆိုးလည်းမျက်နှာအတော်လေးပြတ်သွားတယ်ဗျအဲ့ဒီချိန်မှာပဲလူငယ်လေးရဲ့နှုတ်ကနေအမိန့်တစ်ခုထုတ်ပြန်လိုက်တဲ့အခါမှာတော့ကျုပ်တို့ရှိနေရကိုအဖြူရောင်လင်းလုံးကြီး၅ခုပြန်ဝဲလာပြီးကျုပ်တို့ကြည့်နေတဲ့အချိန်မှာပဲအလင်းလုံးကြီးတွေကလူငယ်လေးရဲ့ရှေ့ကိုကျသွားတယ်ဗျပြီးတော့အဖိုး9ယောက်အဖြစ်ပြောင်းလဲသွားတယ်ဗျသူတို့ကလူငယ်လေးရဲ့ရှေ့မှာလက်အုပ်ချပြီးဒူးထောင်နေကြတယ်ဗျကျုပ်သူတို့ကိုသေချာကြည့်လိုက်တဲ့အခါမှာတော့ကျုပ်လေးဝါသာလုံးအားကြည့်ပြီးထားပြီးကိုခုံလိုက်မိတယ်ဗျသူတို့ကကျုပ်စီဟာဖိုးလေးရောက်နေကျုပ်ရဲ့အချစ်တော်ဘာကြီးတို့ဖြစ်နေရဗျသူတို့ကကျုပ်ဘက်ကိုတစ်ချက်တောင်လှည့်မကြည့်ပဲလူငယ်လေးရှေ့မှာပဲဒူးထောင်နေရမြင်ရတော့ကျုပ်လည်းကျုပ်စီဟာလေးတောင်ဒူးထောင်မှတော့လူငယ်လေးရှေ့ဒူးထောင်လိုက်ရတာပေါ့ကဲအခုတည်းလေးဘိုးတော်ထုံဘိုးစင်ကျင်ဘိုးကန်ဒီနဲ့ဘိုးတူ
ဟောဟိုကနတ်ဆိုးဘသူဆုံးမဖို့ဆန္ဒရှိပါသလဲလူငယ်လေးကအဲ့လိုပြောပြီးဝသိန်းတို့လေးကိုကမ်းပေးလိုက်တော့အဖိုးတို့လက်ထဲကနေကျုပ်ကိုဝသိန်းတို့ပေးခဲ့တဲ့အဖိုးကထားရလာပြီးကျုပ်ဆုံးမမယ်ဆရာအဖိုးကလူငယ်လေးကိုဆရာတယ်ဗျလူငယ်လေးကြည်ရတာကျုပ်တဲ့9နှစ်နေပါလောက်ကိုငယ်မယ်တင်တယ်ဗျဒါကိုကျုပ်ရဲ့ဆရာအဖိုးပါဝင်ဘာဤတို့ကပါဒုတော့လောက်ချီနေကြတော့ကျုပ်ဆိုနားမလည်နိုင်တော့ပဲဒုတော့နေနဲ့ခေါင်းလက်နဲ့တပြေးပြေးမြည်အောင်ကုန်နေမိတာပေါ့ဗျာအဲ့ဒီချိန်မှာပဲလူငယ်လေးရဲ့လက်ထဲကဝသိန်းတို့ကိုယူပြီးအဖိုးကနတ်သိုးကြီးရဲ့ရှေ့တဲ့ကိုသွားရလိုက်တယ်ဗျနတ်သိုးကြီးကလည်းအဖိုးကိုလည်းမြင်ရောအနှဲငယ်တော့ဖြုံသွားတယ်ထင်ပါရဲ့ဗျာအနောက်ကိုစုပ်ကိုသွားတာဗျဟာဟဲ့ကောင်နန်ဒီကမင်းကိုငါဘရင်ဘွားကစုံမခဲ့တော့အခုငါ့ကိုကြောက်နေရမလားအစောကငါကြားလိုက်ပါတယ်မင်းငါနဲ့တိုက်ခိုက်တဲ့အချိန်တော့စွမ်းအားနေနေရဆိုအခုမင်းစွမ်းအားတွေတိုးလာပြီဆိုတော့ငါ့ကိုနိုင်မလားစမ်းကြည့်လေကွာနန်ဒီကစမ်းကြည့်လေကွာဟာအဖိုးကအဲ့လိုရဲမောရင်းပြောလိုက်တော့နတ်ဆိုးကလည်းမျက်လုံးတွေနေရဲလာပြီးသူ့ရဲ့ဘဲညာလက်နှစ်ဖက်ကနေအမဲအောင်ဆက်ကြီးတွေနဲ့ပြစ်လိုက်တာဗျကျုပ်ဆိုရင်လည်းအဖိုးအတော်လေးကိုစိတ်ပူသွားခဲ့တာဗျဒါပေမဲ့အဖိုးကတော့ရက်နေရကနေခန္ဓာကိုယ်တော်မလို့ပဲဝသိန်းတို့လေးကိုဝင်လာတဲ့နတ်ဆိုးဆက်တွေစီကိုပြစ်လွတ်လိုက်တာဗျဟောဗျာဝသိန်းတို့လေးကပြေးဝင်လာတဲ့နတ်ဆိုးဆက်တွေကိုဖောက်ထွက်ပြီးလေပေါ်မှာပဲရိုက်ချလိုက်တာဗျပြီးတော့အချိန်ပြင်းပြင်းနဲ့နတ်ဆိုးရဲ့ရင်ကြောင်းတက်တဲ့စီကိုဝင်ရောက်သွားတာနတ်ဆိုးကြီးဆိုအနောက်ကိုပေး20လောက်ကိုဆက်ပြီးတော့လဲကျသွားပြန်တယ်ဗျမတရားဘူးမင်းတို့မတရားဘူးမင်းတို့လိုဝိဇ္ဇာတွေကငါလိုအောက်နဲ့ဆိုအနိုင်ကျင့်နေကြတာပညာသားတယ်ဆိုပြီးတော့နှိမ့်ကြတဲ့ငါ့ကိုတိုက်ခိုက်နေကြမရှက်ဘူးလားမင်းတို့မရှက်ဘူးလားဟာနတ်ဆိုးကတရိပ်နေရိုင်ထားရလာပြီးအဲ့လိုပြောလိုက်တဲ့အချိန်မှာပဲလူငယ်လေးကရှေ့ထွက်လာပြီးနတ်ဆိုးကိုပြုံးကြည့်ကအခုလိုစကားဆုပ်လာတယ်ဗျကောင်းပြီအသိဉာဏ်ကြီးကဒါဆိုလဲအသင့်ကိုဝိဇ္ဇာမဖြစ်တဲ့သူနဲ့ပဲတိုက်ခိုက်ခိုင်းရတာပေါ့ကဲအကိုတလေးအခုလက်ထဲကဝသိန်းတုပ်လေးကျွန်တော်ပေးပါလူငယ်လေးရဲ့စကားဆုံးမှာပဲအဖိုးကဝသိန်းတုပ်လေးကိုသူ့စီပေးလိုက်တယ်ဗျပြီးတော့လူငယ်လေးကဒုထောင်နေရဲ့ကျုပ်ဘက်ကိုလှည့်လာပြီးပြုံးပြရင်အခုလိုပဲစကားဆိုလာတယ်ဗျကဲကိုတော့ကြတဲ့ဖြစ်လဲမောင်ဖြိုးဒီဝသိန်းတုပ်နဲ့နတ်ဆိုးအနိုင်တိုက်ဗျာဖြစ်ပါမလားကျုပ်ကသူ့ကိုတိုက်ပြီလေကျုပ်သူ့ကိုမနိုင်ကဲဆက်မပြောပါနဲ့ကိုတော့ကြအခုပဲကျွန်တော်ခိုင်းတဲ့အတိုင်းလုပ်ပါဗျလက်ရှိအကူကမနှောမင်းရဝိဇ္ဇာတောင်ဝေးရဲ့ပိုင်ရှင်ပဲလေအခုချက်ချင်းသူ့ကိုတိုက်ပါလူငယ်လေးကဝသိန်းတုပ်လေးကိုကျုပ်စီပေးလိုက်ရင်စကားဆိုလာတော့ကျုပ်လည်းသူပေးတဲ့ဝသိန်းတုပ်လေးကိုယူလိုက်တာပေါ့ဗျာဒီမှာပဲဝသိန်းတုပ်လေးကအဖြူရောင်လင်းနဲ့ထွက်လာတာကိုကျုပ်မြင်လိုက်ရတယ်ဗျဒါလည်းပဲကျုပ်လည်းအဖိုးစရာတွေကလည်းရှင်းနေရဆိုတော့နတ်ဆိုးကိုမကြောက်ပဲသူ့ရဲ့ရှေ့ကိုဝသိန်းတုပ်လေးကင်ပြီးကိုတိုးရလိုက်တာပေါ့နေဦးငါပြောစရာရှိသေးရဲ့ငါသူ့ကိုနိုင်ရင်မင်းတို့ဝိဇ္ဇာတွေအားလုံးငါ့ကိုခွင့်လွှတ်ပေးရမယ်သူ့ကိုငါမနိုင်တော့မင်းတို့ကြိုက်တယ်လို့ငါ့ကိုစီးရင်နိုင်နေအဲ့ဒါသဘောတူမှသူနဲ့ငါတိုက်မယ်နတ်ဆိုးကအဲ့လိုပြောလိုက်တာဗျဒီတော့လူငယ်လေးကိုကြုတ်လှဲ့ကြည့်လိုက်တော့လူငယ်လေးကလည်းနတ်ဆိုးကိုတရက်လေးပေါ်ပြုံးပြပြီးကောင်းတစ်ချက်ပဲငိမ့်ပြလိုက်တယ်ဗျဒီတော့ကျုံနဲ့နတ်ဆိုးတို့ရဲ့ဒုတိယတိုက်ပွဲစားပြီပေါ့ဗျာနတ်ဆိုးကတိုက်ပွဲစားနဲ့ကျုပ်စီကိုအယောင်သွေးဆုံးနဲ့ဇက်တွေနဲ့အများကြီးကိုပြေးလိုက်တာဗျအဲ့ဒီချိန်မှာပဲကျုပ်ရဲ့ခန္ဓာကိုယ်ကသူ့လိုအထက်ကိုပြန်တက်သွားပြီးလက်ကလည်းကျုပ်မလုံးမရှားပဲနဲ့လေပေါ်ကနတ်ဆိုးရဲ့ဇက်တွေကိုဝသိန်းတုံးနဲ့ရိုက်ချနေရပဲဗျကျုပ်ဆိုရင်လည်းအတော်လေးကိုအံ့ဩနေမိတာပေါ့ဗျာမသိရင်ကျုပ်ကိုတစုံတစ်ယောက်ကထိန်းချုပ်နေတယ်လို့မျိုးကြီးပဲဗျနတ်ဆိုးကလည်းဇက်တွေကိုကျုပ်ကဝသိန်းတုံးနဲ့ရိုက်ပြက်နေရမြင်ရတော့စက်တွေနဲ့ပြစ်တာရပ်ပြီးသူ့ရဲ့လက်နှစ်ဖက်နဲ့ကျုပ်ကိုရိုက်ချဖို့ကြိုးစားတယ်ဗျဒီမှာပဲကျုပ်ရဲ့လက်ထဲကဝသိန်းတုပ်လေးကအပေါ်လက်ကြီးတွေမြောက်ယုံရှိသေးရဲ့နတ်ဆိုးရဲ့ရင်ဝါကိုထိုးချလိုက်တာနတ်ဆိုးလည်းနောက်ကိုပက်လက်လန်ပြီးလဲကျသွားပါလေရောဗျာဒီမှာပဲဝသိန်းတုပ်လေးကကျုပ်ရဲ့လက်ထဲကိုပြန်ရောက်လာပြီးကျုပ်ကလည်းချက်ချင်းဆိုသလိုလူးလိန်ထားနေရဲ့နတ်ဆိုးရဲ့ပကိုးကြီးနားကိုရောက်သွားတယ်ဗျပြီးတော့ကျုပ်လက်ကအလိုထားဖို့ကြိုးစားနေရဲ့နတ်ဆိုးရဲ့ပခုံးလေးရင်မက်တွေကိုဝသိန်းတုံးနဲ့အားကုန်ရိုက်ပါလေရောဗျာနတ်ဆိုးကလည်းပြန်မထနလာနိုင်တော့ပဲကျုပ်ရိုက်သည်မြလူးလိန်ပြီးအော်နေတော့တာဗျ
ငါရှုံးပေးပါပြီငါ့ကိုမရိုက်ပါနဲ့တော့ငါရှုံးပေးပါတယ်သူကအဲ့လိုပြောလိုက်တော့မှပဲရိုက်နေတဲ့ကျုပ်ရဲ့လက်တွေကသူ့လိုရက်သွားတယ်ဗျဒါပေမဲ့လည်းဝသိန်းတို့လေးကတော့ကျုပ်လက်ပေါ်မှာတစ်ဆက်သက်တုံလာပြီးတပြေးပြေးနဲ့လက်ထဲကပျောက်ကွယ်သွားတယ်ဗျတစ်သက်ထဲမှာပဲနတ်တငယ်လေးအဖြစ်ပြောင်းလဲသွားပြီးနတ်တို့ရဲ့ဦးကောင်းကြီးကိုပြေးဝင်ပြီးတော့ကြိုက်ခဲပါလေရောဗျာနတ်ဆိုးဆိုရင်လည်းပြောမနေနဲ့ဂျိုးတွေကိုပြစ်ပြီးခုံပေါက်ကနတ်တငယ်လေးကိုအတင်းပြုတ်ချအောင်လုပ်တာပေါ့နတ်တငယ်လေးကတော့ထုံးတဲ့တိုင်းအသေးကိုခဲပြီးကြိုက်ထားတာဗျသိမကြလိုက်ပါဘူးနတ်ဆိုးကလည်းလူးလိမ်អော်ရင်ပျောက်ကွယ်သွားပါလေရောဗျာဒီချင်းရအောင်မြင်ရတော့ကျုပ်လည်းဗဒဟောင်းသားဖြစ်နေတဲ့အချိန်မှာပဲနတ်တငယ်လေးကကျုပ်ဘက်ကိုလှည့်ကြည့်လိုက်ပြီးတခင်ဒီကောင်ကြီးကိုအစွမ်းနေအကုန်ထုတ်ယူလိုက်ပြီးအမောင်ကပါကိုပိုးလိုက်ပြီးစိတ်မပူနဲ့တော့ဟိဟိနတ်တငယ်လေးကအဲ့လိုပြောပြီးမြေပြင်ပေါ်မှာလူးလိမ်ကဝသိန်းတုပ်လေးပြန်ဖြစ်သွားပါလေရောဗျာဒီတော့မှကျုပ်လည်းဝသိန်းတုပ်လေးကိုကင်ဆောင်ထားရင်လူငယ်လေးနဲ့အဖိုးတို့ရှိရာပြန်လာခဲ့တာပေါ့ကျုပ်လည်းအဖိုးတော်နီတူလူငယ်လေးချိန်မှာဒူတော့လိုက်တယ်အဲ့ဒီချိန်မှာပဲလူငယ်လေးကကျုပ်ကိုပြုံးကြည့်ရင်ကဲအကူမောင်ပြူဝသိန်းတုပ်လေးကိုမူလပိုင်ရှင်ဖြစ်တဲ့အဖိုးပြန်ပေးလိုက်ပါဗျာဘာဖြစ်လို့လဲဗျဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိမနှောမရဝိဇ္ဇာတောင်းဝေးရအခုလက်ထဲမှာရှိမနေတဲ့အရာဖြစ်နေလို့ပဲအခုပဲကြည့်နတ်စိုးလက်ထဲဒီတောင်ဝေးပါသွားရင်သူ့ကြောင့်အသက်ပေါင်းများစွာသေချေပျက်စီးရလိမ့်မယ်ပြီးတော့မနှောမရဝိဇ္ဇာတောင်ဝေးကိုလိုချင်နေကြတဲ့အောက်ပညာတွေနဲ့အစစ်မြင့်တဲ့လောကီပညာတွေကလည်းအများကြီးရှိတယ်သူတို့လက်ထဲကိုရောက်သွားရင်မြင်းကိုဂျိုးတက်ပေးတယ်လို့ဖြစ်သွားလိမ့်မယ်အခုချိန်မှာအကိုကဝိဇ္ဇာတောင်ဝေးကိုကာကွယ်နိုင်တဲ့အစွမ်းမရှိသေးဘူးလေဟုတ်တယ်မောင်တော့ချာညံရှင်လေးပြောတာမှန်တယ်ဘာကြီးတို့ရဲ့အဖိုးစရာတို့ရဲ့ကမင်းကိုအစင်းနေလွန်ပြီးတော့ပညာတွေပေးခဲ့ကြတယ်မင်းလက်ထဲမှာမထိုက်တန်တဲ့သိတိဝင်အဆောင်ရောင်တွေကိုလည်းပေးခဲ့ကြတယ်ဒီတော့အဲ့ဓာတွေပါဘာကြီးတို့အခုပြန်ယူရတော့မယ်ကွဘာကြီးတို့ကပါအဲ့ဒီလိုပြောလာတော့ကျုပ်လည်းအတော်လေးကိုခံစားရပြီးစိတ်လည်းတိုးသွားတယ်ဗျခမည်းတော်လည်းစဉ်းစားကြည့်ဗျာကျုပ်ကဘာကြီးတို့ဘလောက်တွေချစ်တာဆိုတာခမည်းတော်လည်းအသိပဲလေအခုသူ့ရဲ့နှုတ်ကသူပေးခဲ့တဲ့အဆောင်ရောင်တွေပါပြန်ယူမယ်ဆိုတော့ကျုပ်ကပို့ပြီးတော့စိတ်တိုးပြီးတော့ပို့ပြီးတော့လည်းခံစားသွားတာဗျဒါလည်းပဲကျုပ်လည်းလွယ်တဲ့ကကျင်းတကားရုပ်လေးရဲ့ကျုပ်လည်းတဲ့ကဝသိန်းတုပ်လေးပြီးတော့ဘာကြီးတို့ရဲ့ပရိသိပညာသင်ပေးတဲ့အဖိုးဆရာကြီးရဲ့စေမြစ်ကအစသူတို့အားလုံးရှိကိုချပေးလိုက်တယ်ဗျပြီးတော့ကျုပ်လည်းစိတ်တိုးပြီးထားရလိုက်တယ်ရော့ဒါတွေအားလုံးအကုန်ပြန်ယူဗျာကျုပ်ဘာမှမလုပ်ချင်တော့ခမည်းတော်လို့ဝိဇ္ဇာတွေပေးတဲ့ပြည့်စည်မှန်မြကျုပ်ဘာမှမလုပ်ချင်တော့ခမည်းတော်မှာအစွဲတွေကြီးကြတာပဲလူတွေကိုခမည်းတော်ဘာသာကူညီလို့ရနေအောင်ကျုပ်ကိုဘာလို့ကူညီခိုင်းရတာလဲခမည်းတော်မရအောင်ခမည်းတော်မရအောင်ဗျာခမည်းတော်ပေးတဲ့ပညာတွေကိုကျုပ်ရပြီးကြတဲ့ကျုပ်ရဲ့လွတ်လပ်တဲ့ဘဝကိုဆုံးရှုံးခဲ့ရပြီးနေတိုင်းပတိစိတ်ရတယ်တရားလဲထိုင်ရတယ်ကျုပ်ကိုချုံနှောင်လာတဲ့ခမည်းတော်ရဲ့အစွမ်းတွေပညာရက်တွေအကုန်ပြန်ယူဗျာကျုပ်ခမည်းတော်ပေးတဲ့တာဝန်တစ်ခုမှမယူတော့အခုပဲကြည့်ဒီနှစ်စိုးကိုကျုံမနိုင်ခမည်းတော်ကသိနေရက်နဲ့ဘာလို့သူ့ကိုလာပြီးတော့မဆုံးမကြရလဲခမည်းတော်ကတကူကောင်းသမားတွေခမည်းတော်ကြိုးပဲကြည့်ပြီးခမည်းတော်ဆောင်ရွက်ရမှာပြင်းတဲ့တာဝန်တွေကိုကျုပ်ကိုပေးရတယ်ဒီနေ့ကစားပြီးခမည်းတော်ကကျုပ်စရာမဟုတ်တော့ခမည်းတော်ကကျုပ်စရာတွေမဟုတ်တော့ဘူးဗျဘာကြီးတို့ခမည်းလည်းအတူတူပဲဗျာခမည်းအခုသူတို့လိုဝိဇ္ဇာပြည့်ရှင်နေပြီမလားခမည်းသိပြောနေပြီမလားကျုပ်ခမည်းပေါ့အမေလိုမျိုးတည်းတူချစ်ခဲ့တာမှားတယ်ကျုပ်မှားတယ်ဗျာတခြားသူတွေကသူတို့ရဲ့ပစ္စည်းတွေပြန်တောင်းတာကိုကျုပ်လက်ခံသေးတယ်အခုကျုပ်သိရှိတဲ့ခမည်းကျုပ်ကိုပေးထားတဲ့ခမည်းရဲ့ပစ္စည်းတွေပြန်တောင်းနေရတော့ကျုပ်ဝမ်းနေတယ်ဗျာကျုပ်မှာတော့ခမည်းနဲ့စုံကျင်လို့ခမည်းတို့ခိုင်းတာလို့ပြီးခမည်းတို့ရှိရလိုက်ခဲ့မယ်ဆိုပြီးကြိုးစားနေလိုက်ရတာခမည်းကျုပ်ကိုကွဲသွားပြီးတဲ့တရက်တောင်လာမတွေ့ဘူးအခုတွေ့တော့လေခမည်းပြည့်စည်တွေကိုပြန်တောင်းတယ်အကုန်ယူအားလုံးအကုန်ယူခမည်းတို့အားလုံးကျုပ်တဲ့နောက်တဲ့ဘယ်တော့မှပတ်သက်စရာအကြောင်းမရှိတော့ဘူးဗျာသွားကြခမည်းတို့အားလုံးတွတ်သွားကြကျုပ်လည်းစိတ်တို့ပြီးမျက်ရည်တွေကြားကနေငိုယိုပြီးတော့အဲ့လိုပြောလိုက်တဲ့အချိန်မှာပဲဘိုးစရာကြီးတွေနဲ့ဘာကြီးတို့ကတော့ကျုပ်ကိုအေးသေးတည်ငြိမ်သွားပဲကြည့်နေရဲ့ဗျသူတို့ကဘာဆိုဘာမှမပြောကြတော့ဘူး
အဲ့ဒီချိန်မှာပဲလူငယ်လေးကကျုပ်ကိုစကားဆိုလာတယ်ဗျအထင်မလွဲပါနဲ့အကိုမောင်ပြိုအခုအကိုစီရပညာတွေအဆောင်တွေပြန်သိမ်းတာအကိုကိုကောင်းစေခြင်းလို့ပါဘယ်ပညာရမ်းမဆိုအစကောင်းမှအနှောင်းသေးကြဆိုတဲ့စကားတိုင်းပါပဲပညာရမ်းတစ်ခုအခြေခံကစပြီးပညာအစဉ်တက်မှပညာထပ်မှပေါ့လေအခုအကိုစီရပညာပြန်ယူရတယ်ဆိုတာအကိုကိုအခြေခံကစပြီးပညာရက်တွေပေးမလို့ဆိုတာသိထားပါအကိုပညာအစဉ်မြင့်ပြီးကိုကာကွယ်နိုင်ပြီဆိုရင်အကိုကိုပေးထားတဲ့ပစ္စည်းတွေကသူ့လိုပြန်ရောက်လာပါလိမ့်မယ်။ဘာအခြေခံပညာလဲကျုပ်ခမရတို့လိုသူတို့ကောင်းအထက်ပုဂ္ဂိုလ်ကြီးတွေစီကဘာပညာမှမမုံခမရတို့ကကျုပ်ကိုနောက်တဲ့ပညာတွေပေးတယ်ဆိုတာကျုပ်ကိုခိုင်းမလို့ခိုင်းကျင်လို့ဗျဟုတ်တယ်မလားဟာဒီလောက်တော့ကျုံမအောင်ဘူးဗျခမရတို့ခိုင်းတာကျုံမလုံနိုင်ခမရတို့လိုသူတို့ကောင်းအယောင်ဆောင်ထားတဲ့ပုဂ္ဂိုလ်တွေနဲ့ကျုံမပတ်သက်ချင်ဘူးဒီနေ့ရစားပြီးကျုပ်ဘဝကိုလွတ်လပ်နေခွင့်ပေးပါဗျာဖိုင်တို့ခမရတဲ့အတူတူပဲဗျာကျုပ်ကိုခမရတို့လမ်းစဉ်ကိုလိုက်ရမယ်လေလားဟာကျုပ်သိလိုက်ပြီကျုပ်သိပြီဗျခမရကျုပ်ကိုတကယ်မှတန်ရောသိမရှိတာခမရတို့ခိုင်းနေတာခိုင်းလို့ရအောင်ကျုပ်ကိုအိမ်တော်ပြီးချစ်ပြတယ်ဆိုတာကျုပ်သိသွားပြီဘာမောင်တော့ကြလဲဘာအထက်လန်းစီရလဲကျုပ်နာမည်မောင်ဖြိုးဒီနေ့ကစားပြီးမောင်ဖြိုးကမောင်ဖြိုးပဲလုပ်မယ်ကျုပ်ဘဝကိုကျုပ်ကိုယ်တိုင်ပဲပိုင်ဆိုင်တယ်ဘယ်သူမှချုပ်ကင်တာမခံဘူးတွားကြခမရတို့တွားကြကျုပ်လည်းအဲ့ဒီလိုစိတ်တို့ပြီးပြောသိမပြောသင့်မစင်းသားမိတော့ပဲစိတ်ထဲရှိသမျှပြောလိုက်တဲ့အချိန်မှာပဲဘိုင်တို့ရဲ့အဖိုးစရာကြီးတွေကကျုပ်ကိုကြည်ရင်သပြင်းတွေချနေကြတာဗျဘာဖြစ်ကျုံမှန်နေသူတို့ကဝိဒါကြီးတွေတဲ့ဗျသူတို့ကိုယ်တိုင်ကလုံနိုင်တဲ့အရာကိုသူတို့မလုပ်ချင်တာနဲ့ပဲကျုပ်ကိုအစာကျွေးပြီးကြောင်လေးတကောင်လိုမွေးထားကြရလေဗျာသူတို့ကကျုပ်ကိုအသုံးချနေတာအသုံးချနေရဗျကဲကောင်းပါပြီအကုန်မောင်ပြူအခုတော့စိတ်တအားထွေပြပြီးကျွန်တော်တို့ရဲ့စေတနာကိုနားမလည်သေးရပါအချိန်တန်တော့သိလာပါလိမ့်မယ်ကိုနေတဲ့ပတ်ဝန်းကျင်ကခုနှစ်ရသားသမီးတွေရဲ့ဝေဒနာကိုမြင်ရတဲ့အခါအခုလိုဆုံးဖြတ်မိတာနောက်တော့မရမိပါသေးနဲ့တကယ်လို့အကိုအနေနဲ့ဆုံးဖြတ်ချက်ကိုပြင်ဆင်ခြင်းတဲ့အခါကျကျွန်တော်တို့တားလိုက်ပါအခုတော့အကိုနေရာကိုအကိုပြန်လိုက်ပါတော့လူငယ်လေးကအဲ့လိုပြောပြီးမျက်လုံးစုံမှိတ်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့မျက်လုံးတွေကနေအဖြူအောင်လေးနဲ့ထွက်ပေါ်လာပြီးကျုံမျက်စိတွေကိုကျိန်းသွားသေးရဲ့ဗျပြီးတော့တစ်စက်တည်းဆိုသလိုကျုပ်လည်းသတိလေးမေမျောသွားပါလေရောဗျာကျုပ်သတိရလာတော့ကျုပ်ကချံဝင်းတစ်ခုတည်းကိုရောက်နေရဗျဘေးပတ်လည်မှာလည်းလူတွေကလည်းအများကြီးကကျုပ်ကိုဝိုင်းကြည့်နေကြသေးရဲ့ဗျသူတို့ကကျုပ်ကိုအထူးဆန်းနဲ့ကိုကြည့်နေကြတာကျုပ်တို့ကိုဒေချာကြည့်လိုက်တော့အောင်းသုံးရွာတကြီးနဲ့ကျုပ်သိတဲ့ရွာသားတချို့လည်းပါတယ်ဗျသူတို့ကကျုပ်ကိုမြင်တာတော့ဘယ်သူမှအရင်လိုဖော်ဖော်ရွေမနှုတ်ဆက်ပဲရွာလူကြီးကလေးတန်းမာနဲ့စကားဆိုလာတယ်ဗျဟေ့ကောင်မင်းကဘာလုပ်လဲဘာလို့ဒီ channel ကိုခိုးဝင်လာရတာလဲမင်းပုံစံလူကောင်းတော့မဟုတ်နိုင်ဟာရွာလူကြီးရလေဗျာခမရတို့ဘာဖြစ်နေကြလဲကျုပ်ကမောင်ဖြိုးလီမောင်ဖြိုးပါဗျဘယ်ကမောင်ဖြိုးလဲငါတို့ရမှာဒီနာမည်မရှိဘူးမင်းကတခိုးပဲတခိုးဟုတ်မဲ့တကြီးသူ့ကိုကြည့်ရတာတခိုးပဲဖြစ်မယ်ဗျအိမ်ကြီးကိုဖြတ်ပြီးလို့တခိုးများရမလားလို့လာရှာလဲဖြစ်နိုင်တယ်လို့သူခိုးဝတ်ထားတဲ့ပစ္စည်းကိုဒီမှာမြုပ်ထားလဲဖြစ်နိုင်တယ်ဗျသူ့ကိုရဲလက်သားအလိုက်ဗျာသူတို့ကကျုပ်ကိုတခိုးလို့ဆွဲနေကြတာဗျကျုပ်မနေရမှသူတို့ကိုညီတောင်းလို့အိမ်အိုကြီးကိုတယောက်တည်းထွက်လာခဲ့တာဆိုတာခင်ဗျားတို့လည်းအသိပဲမလားအိမ်အိုကြီးဟုတ်တယ်အိမ်အိုကြီးကအခုမရှိတော့ဘူးဗျဒီနေရာမြိုင်ရိုင်းနေရလဲမရှိတော့ပဲစီယိုးတွေတော့အသိဖြစ်နေရဗျဘာတွေလဲဘာဖြစ်သွားလဲကျုပ်လည်းခေါင်းကိုကုတ်လိုက်တော့ကျုပ်ရဲ့ရှေ့လျားနေတဲ့သပင်တွေကမျက်နှာကိုဖုံးသွားတယ်ဗျကျုပ်အံ့ဩသွားတယ်နေချင်းညာချင်းပဲကျုပ်သပင်တွေကရှေးလာတာလားအနာလူတွေကလည်းကျုပ်ရဲ့သပင်ရှည်ကြီးကမျက်နှာကိုဖုံးသွားတော့အနောက်ကိုမတိမတာဆုတ်သွားကြတယ်ဗျနေပါဦးခမရတို့ကျုပ်ကိုမမိဘူးလားကျုပ်မောင်ဖြိုးပါခမရတို့ပဲအသက်ဝင်နေတဲ့အိမ်ဦးကြီးကိုဖျက်ဆီးပေးဖို့အကူကြီးတောင်းခဲ့တဲ့ကြောက်ချောင်းရွာမောင်ဖြိုးစစ်ပါမယုံရင်သိချာကြည့်ကျုပ်လည်းသပင်ကိုလက်နှစ်ပတ်နဲ့ပဲရင်မျက်နှာကိုမြင်အောင်ပြလိုက်တော့လူကြီးအပါဝင်လူတွေအားလုံးကြောက်လန့်ပြီးခြံထဲကိုအတင်းကိုထွက်ပြေးသွားကြတော့တာဗျသူတို့ပါဇက်ကလည်း
တရေပြိုတနေ့ကြာမှပြန်ရောက်လာတဲ့တရေဗျာကျုပ်ဆိုဘာသူဘာမှနားမလည်နိုင်တော့ပါဘူးဗျာကျုပ်လည်းမထူးတော့ဘူးဆိုပြီးသူတို့ပြေးတဲ့နောက်ကိုအတင်းလိုက်သွားခဲ့တာပေါ့ဒီလိုနဲ့ပဲသူတို့အားလုံးကရွာလူကြီးအိမ်ကိုပဲပြေးသွားကြရလေသူ့အိမ်မှာလည်းသူတို့ရွာဆရာတော်ကြီးကလည်းစွန့်ကန်ရက်နေရမြင်ရတော့သူတို့အားလုံးလက်အုပ်ကြည့်ပြီးဆရာတော်ကြီးကိုတရေလိုက်လာတယ်ဆိုပြီးရှောက်ပါလေရောဗျာကျုပ်တင်မမားဘူးဆိုရင်သူတို့ကကျုပ်ကိုသေပြီလို့ကိုထင်ခဲ့တာဖြစ်မယ်ဗျနောက်တော့ဆရာတော်ကြီးရှိကျုပ်လဲရောက်ရောကျုပ်လည်းလက်အုပ်ကြည့်ပြီးသေချာရှင်းပြလိုက်တော့မှရွာလူကြီးအပါဝင်အားလုံးကကျုပ်ကိုမသေးဘူးဆိုတာယုံကြည်သွားကြတယ်ဗျပြီးတော့ကျုပ်ပြန်မလာတာတစ်နှစ်တောင်ရှိပြီတဲ့ဗျာဒါနဲ့ပဲသူတို့တွေတရပိတရက်စောင့်နေကြတယ်ဗျ9 ရက်မြောက်တဲ့နေ့မှာတော့အိမ်ကြီးရှိရာကိုသူတို့အရေးဆုံးထွက်လာခဲ့တော့အိမ်ကြီးကသူ့လိုမီးလောင်ပြီးပြည့်စည်သွားတော့တာပါတယ်ဗျာသူတို့ဆိုရင်လည်းဝမ်းသာရခက်ဝမ်းနေရခက်ဆိုပဲဗျဝမ်းသာရတာကအိမ်ကြီးကမီးလောင်ပြည့်စည်သွားတာဖြစ်ပြီးဝမ်းနေရတာကကျုပ်ပါမီးတဲ့ကိုပါသွားတယ်လို့ထင်နေကြတယ်ဗျဒီလိုနဲ့ပဲကျုပ်ကိုကြီးနဲ့ဟိုနှကောင်ကပြန်သွားပြီးအဖေနဲ့အမေတို့ခေါ်ပြီးတော့ပြန်လာကြတယ်ဗျအချင်းချုပ်ဆိုရရင်ကျုပ်ကိုတလင်းဖြစ်သွားတဲ့အိမ်ကြီးရဲ့မီးလောင်မြေကွက်လက်အလဲမှာပဲတရဏဂုံတင်ပြီးအမျှဝေလိုက်တာပါပဲတဲ့ဗျာကျုံမေဆိုရင်လည်းငိုလုံးလို့ခဏတောင်သတိလစ်သွားတယ်ဆိုပဲဗျကျုပ်ကတော့နတ်သိုးဘန်းကောင်သွားရဲ့နောက်ကိုလိုက်သွားခဲ့ရတာအချိန်ခဏလေးပါပဲဗျာဒါပေမဲ့ဒီဘက်မှာတနေ့တောင်ရှိနေပြီတဲ့ဒါနဲ့ပဲကျုပ်လည်းသူတို့ဖြစ်သမျှဘာမှရှင်းမပြတော့ပဲကျုပ်ကိုသူတို့အစီအစဉ်နဲ့ပဲနွားလဲနဲ့ရွာကိုပြန်ပြီးတော့လိုက်ဖို့ခိုင်းရတော့ပါပဲဗျာဒီတကားတော့ကျုပ်ရဲ့အိမ်ပြန်ကြီးကအမေရဲ့မျက်နှာအဖေရဲ့ပြုံးအကိုကြီးရဲ့ဝမ်းသာမှုထော်ကြီးရဲ့နှကန်းတော်ပြီးငိုပြမဲ့မြင်ကွင်းတွေကိုစိတ်ကူးနေမိရင်ကျုပ်တိတ်ကိုပျော်နေမိတာပေါ့ဒီလိုနဲ့ပဲကျုပ်တို့လဲကလေးကရွာထိပ်ကိုရောက်ရောအုံသုံးရွာသားတွေကရွာထဲကိုမဝင်ရဲကြတော့ဘူးတဲ့ဗျဘာလို့လဲဆိုတော့ကြောက်ချောင်းရွာဆိုတဲ့ရွှေအောင်ဆိုင်ပုတ်ကလေးမှာအုံသုံးရွာသားမဝင်ရဆိုပြီးတော့ရေးထားခဲ့လို့ပဲဗျသူတို့ပြောတာကတော့ကျုပ်တွေတာအုံသုံးရွာသားတွေကြောင်းဆိုပြီးကျုပ်မိသားစုတွေအပါဝင်တရားလုံးကညှို့ထားပြီးရွာကိုလာရင်ရိုက်သက်ပြစ်မယ်လို့ချိန်ဝါထားတာလေဗျာဒါနဲ့ပဲကျုပ်လည်းတယောက်တည်းရွာထဲကိုဝင်ခဲ့ရတာပေါ့သပင်ရှိနှကမ်းမွေးပတိုင်းမွေးတွေနဲ့ကျုပ်ကိုလည်းမြင်ရရောရွာထဲကကာလာသားတွေလည်းကျုံနောက်ကိုအတင်းကိုလိုက်လာကြတယ်ဗျပြီးတော့ကျုပ်တို့ရွာကလေးကလည်းအချင်းတွေကအတော်လေးကိုပြောင်းလဲနေပါ ਈ ဗျာရွာတိတ်ကကိုငယ်လေးရဲ့လက်ပိတ်ဆိုင်ဆိုရင်လည်းရွှေအောင်ဆိုင်ပုတ်ကြီးတောင်ဖြစ်နေပြီဗျရွာထဲကအရင်းငွေပူတို့တဲအိမ်လေးတောင်ပြင်းတော်အိမ်နှစ်ထပ်နဲ့ဖြစ်နေခဲ့ပြီရွာလူကြီးဦးသောအိမ်ချမ်းတဲ့ကြပြန်တော့လေအိမ်တီလေးစောက်ထားတယ်ဗျရွာထဲကတချို့အိမ်တွေမှာလည်းတစ်ပင်ကြီးတွေကလည်းစိတ်လို့ဆိုလို့ပေါ့ဗျာဘယ်တော့ပဲပြောင်းလဲနေပါသေးကျုပ်ကတော့ကျုပ်အိမ်လေးရှိရလမ်းအောင်တော့ဘယ်တော့မှမမိတ်နိုင်ဘူးလေဒီရွာလေးကကျုပ်ရဲ့ဇာတိမြေဘလောက်ပဲအချင်းတွေပြောင်းလဲနေပါသေးဘယ်နေရာမှာဘာရှိတယ်ဆိုတာကျုပ်သိနေရပဲလေဗျာဒါနဲ့ပဲကျုပ်လည်းအနောက်ကလိုက်လာတဲ့ရွာသားတွေကိုဘာမှမပြောတော့ပဲအိမ်ကြီးအောင်အတင်းပြေးလာခဲ့တယ်ဗျသူတို့ကလည်းကျုံနောက်ကိုပြေးလိုက်လာကြတယ်ကျုပ်ကလည်းအိမ်ရှိကိုလည်းရောက်ရောကျုပ်အိမ်လေးကဘာမှမပြောင်းလဲတာပဲရှိနေအောင်မြင်လိုက်ရတယ်ဗျပြီးတော့အိမ်ကြီးကကျုပ်လောက်ထားတဲ့အသားကရင်လေးပုံမှာပိန်ပါမိမတယောက်ထိုင်နေတယ်ဗျသူ့လက်ထဲမှာလည်းကျုပ်ရဲ့အင်ကြီးဟောင်းလေးကိုကင်ထားပြီးမျက်ရည်တွေတပြိုင်စီးကြနေရဲ့ဗျအမလေးအမေသားလေးရဲ့အမေသားလေးအမေကိုခွဲသွားတာတစ်နှစ်တောင်ရှိပြီနော်အမေလေးသားလေးကိုလွှဲလိုက်တာကွယ်မနဲ့ဆိုရင်အမေသားလေးတဲ့မချတော့အမေမပြောဘူးသားလေးကိုအမေတလောက်ချစ်တာတော့သားလေးကအမေကိုခွဲသွားရတယ်သားလေးရဲ့အရင်ကဆိုသားလေးကကလေးတယောက်လို့အမေကိုပက်ပြီးမင်းညီလေးနဲ့အပြိုင်ချွဲတယ်အကိုကြီးကသားဦးညီလေးကသားငယ်သားလေးကသားလဲဆိုပြီးရောအမေကိုသူတို့လောက်မချစ်ဘူးဆိုပြီးသားလေးအမေကိုခဏပြောတယ်သားလေးတကပြောတိုင်းအမေမလေးရင်ထဲကိုမချစ်အောင်ခံစားခဲ့ရတာသားလေးကဘယ်သိပါမလဲဘာလို့လဲဆိုတော့အမေကလေသား၃ယောက်တည်းမှာ
သားလေးကိုအချစ်ဆုံးပဲသားရဲ့အခုတော့အမေရဲ့အချစ်ဆုံးသားလေးကအမေကိုဘာလို့ခွဲသွားလဲသားလေးရဲ့အမေကိုဘာလို့ခွဲသွားတာလဲဟာသိကြပြီဗျဂရင်ပေါ်မှာထိုင်ပြီးငိုနေရကျုပ်မိပဲဗျဒီတော့ကျုပ်လည်းအမေကိုမြင်တော့မပြောမဆိုပြေးသွားပြီးအမေကိုအတင်းဖတ်ထားလိုက်တာပေါ့ဗျာဟဲ့လွတ်စမ်းနေဘာလို့လဲအမေကကျုပ်ကိုတိုးထုတ်လိုက်တာဗျဒီတော့ကျုပ်လည်းဂရင်မောင်ကပက်လက်လန်ပြီးအောက်ကိုကျသွားတော့တာပါပဲဗျာငါသားလေးကိုလွှဲနေပါတယ်ဆိုမှငါ့ကိုစော်ကားဖို့ကြံနေကောင်သေတန်းလက်မြန်လိုက်တဲ့အမေပါပဲဗျာပြောရင်ဆိုရင်လဲကြနေရဲ့ကျုပ်စီကိုရေနေချမ်းပကံနဲ့လှမ်းပြေးလိုက်တာကျုပ်ဆိုရှောင်းချိန်မရပဲနှစ်ဘူးကွဲပါလေရောဗျာဟာအမေကရင်တော့အတိုင်းလက်မြန်ချက်ဗျာကျုပ်ကအမေရဲ့သားပါဗျာအရင်ကမသေးပဲအခုမှအမေလက်ချက်နဲ့သေရတော့မယ်ထင်ပါတယ်ဗျာကျုပ်လည်းသွေးတွေစီးကြနေရဲ့နှစ်ဘူးကိုပုတ်တဲ့ရင်အဲ့လိုပြောလိုက်တော့အမေကရင်တွေကြောက်ယူကင်ပြီးအောက်ကိုပြန်ဆင်းလာတာဗျဘာနေငါသားလေးဟန်ဆောင်ပြီးငါ့ကိုလိန်ချင်နေရပဲကဲသေတန်းအမေကပြောရင်းဆိုရင်ရွေနေချငရဦးယူမြောက်ကကျုပ်ကိုရိုက်ချလိုက်တာဗျဒီတော့ကျုပ်လည်းအနောက်ကိုလူးလိန်ရှောင်လိုက်ရင်အမေမလုံးနဲ့နော်အမေလုံးမယ်သားကအမေရဲ့သားလက်လေတချင်ကအမေရဲ့ပတ်သက်အိတ်တွေကပတ်သက်20ခိုးပြီးလို့ထမင်းတက်နဲ့မစားခဲ့ရတဲ့သားလေပြီးတော့သားကိုတစ်ခါသေးပြီးဆိုပြီးသားရဲ့အခေါင်အမေရဲ့နှစ်ဘူးနဲ့တိုက်ပြီးငိုဘူးတယ်လေဟင်သားမိသားတကယ်ပဲအမေသားလေးအမေလေးသားလေးမသိဘူးအမေသားလေးမသိဘူးဒီတော့မှအမေရဲ့ချုပ်ကိုပြေးပြီးဖတ်ပါလေရောဗျာအမေရဲ့လက်ကလေးကတနစ်ဆိုတဲ့အချိန်လေးတွေမှာပဲအရင်လိုမျိုးအယိုးစစ်ကမတန်မာတော့သလိုပဲဗျအမေကအတော်လေးကိုပိန်သွားတယ်ဗျာသားတစ်ယောက်ကိုဆုံးရှုံးသွားတဲ့အတွက်ခံစားရလုံးလို့ပဲဖြစ်မှာပေါ့ဗျာပြီးတော့အမေကကျုပ်ကိုဖယ်ရင်နဲ့မှတရိယာပြီးကျုပ်ရဲ့နှစ်ဖူးကိုကြည့်ကဟင်တာလီနှစ်ဖူးကကွဲသွားပါလားအဲ့ဒါအမေပြေကိုသားကိုနှစ်ဖူးကွဲအောင်လုပ်ခဲ့တယ်အမေရဲ့အပြစ်ပါပဲကွယ်တာလီနာသွားလားအမေကကျုပ်ရဲ့ကွဲနေရဲ့နှစ်ဖူးကိုသူ့ရဲ့လက်ကလေးနဲ့သွေးတွေကိုတုပ်ပေးရင်မျက်ရည်တွေကြားကနေစကားဆိုလာတယ်ဗျဟင်တားမနာပါဘူးအမေအခုရဲ့တားနာနေရဲ့တရားအပေါ်ရဲ့တရားတေးသေးလေးပါပဲအမေရဲ့တားတယောက်ကိုဆုံးရှုံးပြီးထင်တယ်တနေ့လုံးအမေရဲ့ဆုံးရှုံးခဲ့ရတဲ့မျက်ရည်တွေနဲ့ဆိုင်အသေးဖွဲပါပဲအမေရဲ့အခုအမေပိန်သွားလိုက်တာဗျာအရင်ကပြဝအမေမျက်နှာလေးကအခုဆိုပရည်တောင်ကျနေပြီတနေ့တာအချိန်ကာလအတွင်းမှာအတော်လေးကိုအရွယ်ကျသွားတာပါပဲအမေရဲ့ကျုပ်လည်းအမေရဲ့စီးကြလာတဲ့မျက်ရည်တွေကိုတုပ်ပေးလိုက်ရင်ငိုနေမိလိုက်တယ်ဗျအဲ့ဒီချိန်မှာပဲတနေ့တာပျောက်ဆုံးနေတဲ့အမေရဲ့ပထမဆုံးအပြုံးတစ်ခုကိုမျက်ရည်တွေကြားနေကျုပ်မြင်လိုက်ရတယ်ဗျအဲ့ဒီအပြုံးကမျက်ရည်တွေရဲ့ဏီကုန်းဆိုရင်လည်းမမနိုင်ဘူးပေါ့ဗျာအဲ့ဒီချိန်မှာပဲခြံထဲကိုရောက်လာပြီးကြောင်စီကြည့်နေတဲ့လူအုပ်ကြီးကိုဖြတ်ကျော်လာပြီးလူနှစ်ယောက်ကပြေးလာကြတယ်ဗျပြီးတော့အမေကိုဖတ်ထားတဲ့ကျုပ်ကိုတွန်းပြီးကျုပ်မျက်နှာကိုတယောက်ကလက်သေးနဲ့ပြစ်ထိုးလိုက်တယ်ဗျနောက်တစ်ယောက်ကကျုပ်ကိုဒုံးနဲ့ရိုက်ဖို့ပြင်တာဗျသိသန်းကွာလူပြင်ခွေးမှာငါမိမကိုပြင်မခြင်းနဲ့ကောင်သိသန်းဟဲ့ကိုကြည့်စိအဲ့ဒါကျမတို့ရဲ့သားလက်လေးဖဲသန်းရှင်ဖဲသန်းမေကပြောရင်ဆိုရင်ကျုပ်ကိုလက်သီးနဲ့ထိုးနေတဲ့သူရဲ့လက်ကိုအတင်းတွန်းပစ်တာဗျဒီတော့မှကျုပ်လည်းအဖေမှန်းသိလိုက်ရတာပေါ့ထိုးပါသေးအမေအဖေသားကိုထိုးပါသေးအမေကသားငယ်ကလေးကအမေရိုက်တာပဲခံမှုခဲ့တာသားအဖေရိုက်တာအဖေထိုးတာတကားမှမခံဘူးကတော့သားကိုထိုးပါသေးအမေကအဖေနဲ့အမေကိုတနေ့လုံးပူဆွေးတော့ကရအောင်လုပ်ခဲ့တဲ့သားမိုက်ကြီးကိုအဖေထိုးပါသေးအမေအဖေထိုးပါသေးဟင်တကယ်ပဲအဖေသားပါလားမားပြီအဖေမားပြီဒီလက်ကကိုသားကိုမှထိုးမိရလားအကြည့်ကောင်ပေးသမ်းမင်းတို့အဖေကပြောရင်ဆိုရင်ကြောင်စီကြည့်နေတဲ့အကိုကြီးရဲ့လက်ထဲကဒုတ်ကိုယူပြီးသူ့ရဲ့လက်ကိုရိုက်ဖို့ပြင်နေဗျ
ဒီတော့ကျုပ်လည်းလဲကြနေရမှာအဖေစီအတင်းပြေးဖက်လိုက်တော့အဖေကသူ့လက်ကိုရိုက်တာသူ့လက်ကိုမထိတော့ပဲကျုပ်ရဲ့ကြောပြင်ကိုရိုက်မိသွားတာပေါ့ဗျာကျုပ်ဆိုကျုပ်အင်္ဂနဲ့ကိုနေသွားပြီးထူပူသွားခဲ့တယ်ဗျအေးတာသွားပြန်ပြီဒီလက်ကအကြီးကောင်မင်းခါကြဓာပေးတဲ့ဒီလက်ကြောင်ငါသားလေးနာသွားပြီငါလက်ကိုငါပြန်ဖြတ်မယ်တော်ပါတော့အဖေရဲ့လက်ကိုဖြတ်လိုက်ရင်တားကိုဘယ်လိုလုပ်ဖတ်တော့မှလဲအဖေတားမနာပါဘူးတားကိုဖတ်တာပေးပါအဖေတနေ့ကြာအဖေတို့ကိုခွဲသွားပြီးဝမ်းနေမှုတွေပေးခဲ့တဲ့တားမိုက်ကြီးကိုအဖေတို့ဆုံးမသိပါတယ်အဖေအဖေသားလေးအဖေသားလေးကိုတနေ့လုံးလွမ်းနေရတယ်ဆိုတာတားသိရလားမနဲ့ဆိုအဖေကိုလက်ပြန်ပြီးမိုးတောင်းတတ်တဲ့သားလေးမရှိကြတဲ့အဖေဘဝတည်သွားခဲ့တာပါကွယ်အခုသားလေးမတည်ဘူးဆိုတော့အဖေပြောတယ်အကြီးကောင်ဒါမင်းညီလေးကွာဟေးငါညီလေးမတည်ဘူးငါညီလေးမတည်ဘူးကွာအကိုကြီးကလည်းကျုပ်ကိုအဖေနဲ့တူဖတ်ထားလိုက်တယ်ဗျပြီးတော့မေကလည်းကျုပ်ကိုဖတ်လိုက်တယ်အခုတော့ကျုပ်တို့မိသားစုဘဝလေးအရင်လိုစုံလင်းနဲ့အတူပြန်နေရပြီပေါ့ဗျာခြံထဲကကြည့်နေကြတဲ့ကျုပ်တို့ရွာသားတွေကလည်းဒီတော့မှကျုပ်တို့အဖြစ်ကိုသိပြီးလက်ကုပ်တစ်ပြောင်းနဲ့တီးလိုက်ကြတော့တာပါပဲဗျာဒီတကောက်ကျုပ်ရဲ့အိမ်ပြန်ကြီးကအမေရဲ့လက်ချက်နဲ့နဖူးခွဲအဖေရဲ့လက်ချက်နဲ့မျက်နှာညိုမဲဆွဲခဲ့ရတဲ့မမိနိုင်တဲ့ဒုတိယမြောက်သေရွာပြန်အမှတ်တရလေးဖြစ်ခဲ့တာပေါ့ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကနေဒီကနေ့တင်ဆက်ပေးတဲ့ဇာတ်သူဖုံးမိနိုင်ရေးသားထားတဲ့မနောမယမောင်ဖြိုးနဲ့သူ့ရောင်နဲ့ဆိုးဆိုတဲ့အထူးစာသင်ဇလန်းလေးရတော့ဒီမှာပဲပြီးဆုံးခဲ့ပြီဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်းလေးမှာတော့မနောမယမောင်ဖြိုးတယောက်အစွမ်းနေမရှိတော့တဲ့နောက်ပိုင်းဘလိုမျိုးဆက်လက်စိတ်လှုပ်ရှားတရားတွေဖြစ်ပေါ်လာမလဲဆိုတာကတော့ဆက်လက်အားပေးကြဖို့မမေ့ပါနဲ့လို့တောင်းဆိုရင်ဒီကနေ့ရဲ့တင်ဆက်မှုကိုဒီမှာပဲကျွန်တော်တို့ရနာခွင့်ပြုပါခင်ဗျာနားဆင်ကြတဲ့ပြည်သက်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရေးဘေးပြားတွေဝေးကွာကြပါစေလို့ကျွန်တော်မှဆုမွန်ချွေးတောင်းပေးလိုက်ပါတယ်ခင်ဗျာ